ရှယ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။လောင်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ရပါတယ်ရှင်။ဒီ channel လေးရဆိုရင်ဖြစ်အရှိဇလန်ကောင်းလေးနဲ့အိမ်အောင်ရေးဇလန်ကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်လို့တင်ဆက်ပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်။ဒီကနေ့မှလည်းရှစ်တို့အကြိုက်တွေ့စီမဲ့ဇလန်လေးတစ်ပုဒ်ကိုရွေးချယ်ထားပါတယ်။အဲ့ဒီဇလန်လေးကတော့ရှစ်ရွေသိမ့်ပိုက်ထားတော့ဆိုတဲ့ဇလန်လေးပါ။ဒီတော့ဇလန်လေးမစတင်ခင်မှာလောင်ရဲ့ channel လေးကို subscribe မနေရသေးဘူးဆိုရင်လည်းနှိပ်ပေးခဲ့ပါဦးနော်။အသေးအသေးတနိုင်မှလည်းသိရှိစေဖို့အတွက်ဘေးနာနိုဒီဘဲလေးကိုလည်းနှိပ်ပေးခဲ့ဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်။အရင်လိုပဲအားရှိတဲ့ comment လေးလည်းရေးပေးခဲ့ကြပါဦးနော်။ကဲဒါဆိုရင်ဇလန်လေးကိုအခုပဲစတင်လိုက်ကြရအောင်။ကဲစာရွက်လာအပ်မယ်ဆိုအဲ့လိုရပြီနော်။အခန်းဆောင်ဆရာမနာယုံငုံကြီးကပြောလိုက်တဲ့အတန်းကြောင့်ပိုသားအဖြေလာစာရွက်ကိုတစ်ချက်ပြန်စစ်ကြည့်လိုက်မိတယ်။မိကုန်းအဖြေတွေကိုစိတ်ကျဉ်လောက်ပြီးဆိုမှထိုင်ငေါထားကစာရွက်သားအပ်လိုက်တာပါ။သူမစာရွက်အပ်ပြီးနေကြောင်းစင်းချိန်ကကွက်တီဖြစ်လို့နေပါရီ။ဟဲ့ငငယ်နေဖြစ်နိုင်လားမစိုးပါဘူးဟာငါမှတ်ထားတဲ့ပု္ပ္ပစာတွေတော်တော်များများပါတယ်အေးပါနေရငကိုရီးယားစာတော်မှတော့ဖြစ်နိုင်မှာပေါ့ငါတော့မဖြစ်နိုင်ပါဘူးခါကြာများကြမလားမသိဘူးဟဲ့ဖွားဟဲ့လွဲပါစီဘာလို့ရှောက်ပြောနေရတော့နေလဲစာတော်ပါတယ်သိချပါအောင်ပါပါဒါနဲ့ငါတို့ဆောင်းပွဲဖြည့်ပြီးဆိုတော့တနေရာသွားကြမလားတော်ပါပြီဟာအိမ်မှာငါအမေကနေမကောက်ဘူးဟာငါအမေကိုပြုစုရအောင်မေမလိုက်တော့နေပဲသွားလိုက်ပါဟာပြီးတော့မနှက်ဖြန်တပါးသာကြံသေးရဲ့လေငါအဲ့ဘာသာမှအားနေတော့တိတ်ချကြအောင်မေနေရလေအမေငါခေါ်လိုက်တာအဲ့လိုညင်းနေရပဲငါလည်းမနှက်ဖြန်ပြေမဲ့ဘောကောက်တိတ်ပြီးတော့မရပါဘူးနော်အဲ့လောက်လေအကဲပို့မနေနဲ့တကယ်ငါလိုက်လို့မရလို့ပါဟာအေးပါဒါဆိုငါသွားပြီနော်အိမ်ကလာကြိုနေပြီတက်တာငငယ်ရဲ့သူမကိုလက်ပြပြီးကားပေါ်တက်ကထွက်ခွာသွားတဲ့သူမလေးကပိုးသားရဲ့အခင်ဆုံးတငယ်ချင်းတယောက်ဆိုလည်းမမှားပါဘူးကလေးရထွက်တော့မှသူမလည်းအိမ်သို့ပြန်ဖို့အတွက်ခြေလမ်းကိုခက်တက်ရှောက်လန်းလိုက်ပါတယ်အမေသမီးပြန်လာပြီရှိုင်းနဲ့ဝါထရန်ကအိမ်လေးတဲ့ကိုသူမဝင်လာတဲ့ချိန်ဖျားတစ်ချက်နဲ့လဲလျောင်းနေတဲ့မိကွန်တွေ့လိုက်ရပါတယ်သမီးလေးထင်နိုင်ရဲ့လားဟုတ်ထင်နိုင်ပါတယ်မမေရောတက်တာလာရင်တက်တာပါတယ်ကွယ်ငါသမီးလေးလည်းအမေကြောင့်နဲ့ပင်ပန်းနေရပြီမဟုတ်တာမေရဲ့သမီးကမေကိုပြုစုခွင့်ရတာကိုပဲကျင်းနေပါပြီမေဒါဆိုသမီးထမင်းသွားချက်တော့မယ်လိုအပ်တာရှင်သမီးကိုလှမ်းခေါ်လိုက်နော်ဒေါ်သစ္စာသမီးငယ်ရဲ့ကြောပင်လေးကိုကျင်းမျက်ရည်စာတို့ဝိတ်တီလာရတယ်ခင်မွန်းတရားသမီးလေးအသက်10နှစ်မှာပဲမရရဆမှုတစ်ခုကြောင့်မိတဲ့ကိုပါသွားခဲ့တာအဲ့ဒီအချိန်ကနေစပြီးသမီးနဲ့သူမလေးကိုရှောက်ပေါ်ကိုရက်တီးပြီးတော့စီးပွားရေးအဆင်ပြေအောင်လို့စူးစမ်းခဲ့ရတယ်ဒါပေမဲ့ကကျမသူမတို့မျက်နှာသာမပေးခဲ့ပါဘူးသူမမှာကင်ဆာရောဂါစတင်ဖြစ်ပေါ်လာခဲ့ပြီးဘာလုံးမှမလုပ်နိုင်ပဲအိယာတွေဘုံဘုံလဲခဲ့ရတာအဲ့ဒီအချိန်ကနေစပြီးသမီးလေးဟာအရွယ်နဲ့မလိုက်အောင်ပဲလောကရန်ကိုတန့်ကြန့်ခံရင်ဆိုင်ခဲ့တယ်စတိုးဆိုင်တွေကော်ဖီဆိုင်တွေမှာအချိန်ပိုင်းအလုပ်ကိုလုပ်ကင်ခဲ့ရပြီးကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့စူးစမ်းခဲ့ရတယ်မေထမင်းစားရအောင်လေအေးလာပြီသမီးမိဖို့ခန်းနေရသမီးငယ်ရဲ့ခေါ်တန်းကြောင့်ဒေါ်သစ္စာအိယာတွေကနေထားလိုက်ပါတယ်မေချစ်ပြေလာသမီးလက်ကိုတွဲထားမေရှောက်နိုင်ပါတယ်သမီးရဲ့ပြီးရင်မနေ့ပြန်ဖြေရမယ့်ဘာသာကြည့်နေလိုက်လေဟုတ်ကဲ့အမေကိုဆေးတိုက်ပြီးဆောင်းကိုတေချာရှုံပေးလိုက်ကစားချက်ဖို့အတွက်စားအုပ်ကိုကင်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။စားအုပ်လက်ထက်ရောက်တာနဲ့သူမရဲ့အာယုံတွေကစားရဲပဲရောက်နေပြီးပဝင်းကျင်ကိုမေးလျော်လို့ဘာမှမသိတော့ပါဘူး။စင်ရသားတွေဒီနေ့ထိုင်းနေရက်ကွက်ငလေးတစ်ခုတည်းကိုအမေရှေချမိတဲ့အချိန်နားတွေကိုတိုးဝင်လာတဲ့စားချက်တန်လေးတော့သူ့ရဲ့ရှေလန်းတွေကအတန်ကြားရစီတော့အလိုလိုလှမ်းမိလျက်သားဖြစ်နေပါတယ်။ရှိုင်းနေတဲ့ဝါထရန်ကားလေးမှအိမ်ထဲကိုလှမ်းကြည့်ပြီးတော့တစ်ပင်ရိပ်အောက်မှာကိုပြစ်ပေါ်မှာထိုင်ပြီးတော့စားချက်နေတဲ့ကလေးမလေးတို့ကိုတွေ့လိုက်ရတာပါ။ကလေးမလေးဆိုတာကစားတိတ်ပေါက်စလေးဆိုရင်ပုံမှန်ပေးလိုက်မယ်ခါဒီရှည်တဲ့ဆန်ရွှေရှည်ကြီးကိုဖဲညာနှစ်ဖက်ခွဲစီထားပြီးတနခါရေးကျလေးနဲ့သူမလေးကကပုတ်ကယိုလေးနဲ့လှပလို့နေပါတယ်သူမလေးကိုငေးကြည့်နေရင်သူ့ရဲ့နှလုံးသားအဆက်ပေးတောင်ကြားလိုက်ရတယ်အလိုအသက်28နှစ်အရွယ်သူကရွှေတူမိန်းကလေးတွေပေါ်မှာစိတ်ဝင်စားပဲအခုမှကလေးသက်သာရှိသေးတဲ့စားတိတ်ပေါက်စလေးပေါ်စိတ်ဝင်စားနေတဲ့လားထူးဆန်းပြီစွာတထေကိုဝင်းနိုင်အင်ကဟိုနားမှာပါအတန်ကျကျနဲ့ပြောနေတဲ့တပည့်ကျော်ကြောင့်သူတိတ်တိတ်နေဖို့အတွက်အဆက်ပြလိုက်တယ်။ပြီးမှနေကမျက်မှန်ကိုကောက်ဆုပ်ပြီးသူမထံကအကြည်လွှဲပြီးတော့ထွက်လာခဲ့တာပါ။ရှားတိတ်မလေးမင်းဟာတိတ်မကြခင်မှာကိုယ့်ရဲ့ပိုင်ဖြစ်လာစေရမယ်။သမီးရေစာရီတေချာနှွှဲပြီးပြီလား။ဆောင်းမိုးပဲဖြစ်ရင်လိုအပ်တဲ့ပစ္စည်းတွေလည်းတခါလေးစစ်နော်။မကြံခဲ့စင်နေသိလား။ဟုတ်သမီးအကုန်စစ်ပြီးပြီသွားပြီနော်။အေးသမီးသူမရှိလွဲရဲ့အဖြူလေးကိုလွဲကကျောင်းကိုထွက်လာခဲ့တယ်။သူမအိမ်ကနေကျောင်းကိုရောက်တဲ့အထိတလန်းလုံး
အနက်ရောင်လင်ကရူစာကားတစ်စီးကဘိန်းလက်ယုံလေးလှိမ်ပြီးတော့ကပ်ပါလာခဲ့တာပိုးချောင်းရှိကိုရောက်တော့အရေးရတဲ့အပင်ရောင်ကလေးမှဖက်နှက်ချွတ်ထိုင်ပြီးစာသေးချာနှွေးနေလိုက်တယ်အမိန်ရှင်ဆိုတဲ့သူအနက်ရောင်ကားထဲမှာထိုင်ပြီးသူမလေးရဲ့ပုံရိပ်ကိုမျက်တောင်မခတ်တန်းငေးကြည့်နေမိပါတယ်အိတ်ကထဲကဖုံးမိတန်းချောင်းငုံကြည့်လိုက်တော့တေးစားဖြစ်နေတာပါအေးတာကြီးပြောငါမင်းကိုအကူကြီးတောင်းစရာရှိလို့ပြောလေဒီလိုဟာဒီနေ့ဆောင်းမပွဲအခန်းဆောင်ဖို့ငါနဲ့တစားဆရာတယောက်တာဝန်ကြတာအဲ့ဒါ तू ကမလာနိုင်လို့အစားထိုးဖို့စီရလို့နေလို့မြို့လှမ်းပြီးတော့အကူကြီးတောင်းတာမကူညီနိုင်ဘူးချိုးချက်ပြီးတော့ငါမအားဘူးလောက်ပါကွာတငယ်ချင်းကလေမင်းရင်ကလည်းကြိုက်စရာလို့ပြီးတော့အဆင်ပြေပါလေအခန်းထဲရောက်ရင်ထိုင်နေုံပဲလေအခန်းကိုငါပတ်ကြည့်မယ်ဘလို့လဲအတင်းအကူကြီးတောင်းနေရကြောင်း तू အားနာကအင်းတင်းနဲ့ကူညီပေးလိုက်ရတယ်ဒါဆိုငါကြောင်းအောင်စောင့်နေမယ်မင်းတာဝန်ကြတဲ့ကြောင်ကဖေးကြောင်လေငါခဏနေမှမစစ်ပိုးလိုက်မယ်လေသူဖုံးပြောပြီးလို့သူမလေးရှိရာအရက်ကိုလှမ်းကြည့်ပြီးတော့သူမလေးမရှိတော့ဘူးမျက်တောင်တစ်ခါအတွင်းမှာဖဲပြောက်သွားတာပါလေအနီးပတ်ဝန်းကျင်ကိုမျက်စိကစားပြီးတော့သူမလေးဟာဖတ်တီးမလေးတယောက်နားမှာဘာတွေသဘောကျပြီးရီနေလဲမသိပါဘူးအဖြူရောင်တဆွဲရွှွန်ရွှွန်လေးနဲ့သူမဟာရီလိုင်းကလေးဆန်ပြီးရှစ်ဖို့ကောင်းလုံးလာတာမို့သူမပြေးပြီးတော့ဖနှန်းကျင်စိတ်တောင်းမှပေါက်သွားပါလေဖုန်းရမစစ်ဝန်တန်းကြောင့်သူ့เจ้าနမိတ်ကိုဖတ်ကြည့်ပြီးတော့ထားခုံချင်းစိတ်တောင်းမှပေါက်သွားရတယ်လေသူခံဆောင်ပေးရမှာကသူမတို့ကြောင်ပဲဖြစ်နေလို့ပါအမေမေးပါမလေးငါမင်းပြောတဲ့ကြောင်ရှိမှာအေးငါတွေ့ပြီသူရှိရစီကိုဇေယလှမ်းလာကသူ့ထောင်အဖြူစိမ်းဝတ်စုံကိုလှမ်းပေးလာတယ်လဲလိုက်အဲ့ဒီအဝေစားတွေအမေအဝေစားလဲပြီးရနေတေးစားနဲ့အတူကြောင်တွေကိုလှမ်းလာခဲ့ပါတယ်အိုးအဲ့ဆရာဘသူများလဲဟုတ်ပါဟဲ့ဘယ်ကြောင်ကလည်းမသိဘူးကြောင်နဲ့ဝင်လာတဲ့အမေရဲ့ပုံစံလူအများကြားမှာထင်းနေရပါမြင်မာတဲ့အရာမှာဖြူဖွေးတဲ့အသားရည်နဲ့မပြုံးမရည်မျက်နှာထားနဲ့တောင်ကျိုးညီလာတဲ့နှကန်းအစုံကိုပိုင်ဆိုင်ထားတဲ့သူကဘယ်လောက်တီးကြပြသားလဲဆိုမင်းနေစရာတော့မှမလိုပါဘူးဟိုရှိရအခန်းပဲတေးစာညွန်ပြတဲ့အခန်းကိုသူတစ်ချက်ပဲကြည့်ပြီးစိတ်ဝင်စားစွာရန်နာကိုကြောမိပြီးတော့ရှက်နေလိုက်တယ်မကြမီကြောင်းတက်ခေါင်းလောင်ထိုးတန်ကြားလိုက်ရတာကျောင်းသားကျောင်းသူတွေအခန်းထဲဝင်လာခဲ့ပါတယ်တေးစာတော့စာရွက်ဝေခြင်းလူစင်းစစ်ရှင်းတို့ပြုလုပ်နေပေမဲ့အမိန်စိတ်မပါစွာထိုင်ကုန်မှာပဲထိုင်နေပြီးတော့ဖုန်းကြည့်နေလိုက်တယ်ကဲမိကုန်းတွေစဖြေလို့ရပါပြီနိုင်တန်တကြကြကုန်းလွန်လာခဲ့ပြီးအမိန်လဲဖုံးသွားတာကြတော့ပြင်းလာလို့မတက်ရက်ကအကျော်ဆန်းလိုက်ပြီးသူ့ရဲ့မျိုးလုံးတွေကတခန်းလုံးဝဲဝဲကြည့်လိုက်မိတယ်ဟာသူ့ရဲ့နှုတ်ကနေအာမေရိကန်တိုးတိုးလေးထွက်ပေါ်လာခဲ့ပါတယ်သူ့ရဲ့စိတ်နှလုံးကိုပိုင်ဆိုးထားတဲ့ရှာတိတ်မလေးဟာအလဲတန်းမှာထိုင်ပြီးစာမိုးပွဲဖြည့်နေအောင်တွေ့လိုက်ရတာလေသူထိုင်နေရကနေထားပြီးတော့လမ်းလျှောက်တလူလိုနဲ့သူမနီးကိုသွားကသူမရဲ့အဖြူလောင်ငုံကြည့်လိုက်မိတယ်အာလာလာလူရင်းလာတာဘဲဟုတ်ပါမလဲလက်ရည်ရလေတသက်ရရလေးနဲ့ဝိုင်းဆက်ပြီးလှနေရမို့သူ့ရဲ့စိတ်ထဲအာသင်သွားရပါတယ်သူမကတော့အနီးရောက်လာတဲ့သူ့ကိုတစ်ချက်ပဲမောကြည့်ကရေလက်ဆာစာအုပ်ပဲအယုံဆိုင်နေရမို့သူနှစ်ဆိုင်စွာပြုံးလိုက်မိတယ်စာမိုးပွဲဖြည့်ပြီးတော့လေစာအုပ်တေချာပြန်စစ်ကြည့်နေသူမရဲ့ပုံစံလေးကြောင့်သူသဘောကျမိရပြန်ပါတယ်ကျောင်းဆင်းတန်ကြောင့်သူမဆောက်ရအခါအပြင်ကိုထွက်သွားတာမို့သူမနောက်ကနေမသိမသာကတ်လိုက်လာခဲ့ရတာသူမလေးအင်ကိုပြန်သွားပြီးဆိုမှသူလဲကုမ္ပဏီကိုထွက်လာခဲ့တယ်လေတထေဥက္ကရာကြီးကတထေလိုက်ရင်သူ့ခန်းထဲလွတ်လိုက်ပါတဲ့ငါသိပြီသူ့ရဲ့အခန်းကိုမသွားသေးပဲဖခင်ရုံးခန်းထဲဝင်လာခဲ့ပါတယ်အဖေကျွန်တော်ကိုခေါ်ရဆိုဟုတ်တယ်ထိုင်အောင်ဟုတ်ဦးမင်းရှင်အန်ဆွဲတဲ့ကဖိုင်တစ်ခုကိုယူပြီးတားဖြစ်သူအရှိသူချပေးလိုက်ပါတယ်မင်းနိုင်ငံသားကို3နှစ်လောက်သွားနေရမယ်ဟိုမှာလုပ်ငန်းတွေတိုးရွှဲဖို့ငါလည်းဒီအားလုပ်တွေလက်စားတက်ပြီးတော့လိုက်လာခဲ့မယ်ရပါတယ်ဘယ်နည်းလောက်သွားရမလဲလာမယ့်တနင်္ဂနွေနေ့ငါလည်းစီစဉ်ပေးထားတယ်အဖေပြောချင်တာဒါပဲမလားကျွန်တော်သွားပြီမကြခင်လေးစိတ်ကိုဆင်းရတော့မှမို့အလွမ်းပြေသူမလေးရဲ့မျက်နှာကိုသူတို့ဝါကြီးငေးကြည့်နေမိတယ်သူမကတော့အိမ်နေရင်ခေါင်းရဲ့အဖြူကကလေးနဲ့လှနေရမို့သူဖုံးထုတ်ကသူမရဲ့ပုံစံလေးကိုရယူလိုက်ပါတယ်ဟိုရောက်လို့သူမကိုလွှမ်းရင်ပုံလေးကြည့်ပြီးတော့အလွမ်းဖြေလို့ရတာပေါ့စာတိတ်မလေးရေမင်းနဲ့ကို3နှစ်လောက်တော့ခွဲရအောင်မေကိုပြန်လာရင်တော့မင်းကိုကိုစနီးပြေရှောက်အောင်လို့စူးစမ်းပါမယ်မင်းသဘောတူတူမတူတူမင်းကကိုရဲ့အပိုင်ပဲဖြစ်လာစေရမယ်ဒီလိုနဲ့3နှစ်ခန့်ကြာပြီးတဲ့နောက်ပိုးတာခိုနာစပွဲကိုကော်ဖီကွက်ကလေးရှာပေးပါဦးလာပြီအမပိုကော်ဖီပန်းလေးကိုတဲကမှားထားတဲ့စပွဲသူရှာပေးလိုက်ပါတယ်ညီမလေးအမကိုစတော်ဘယ်ရီကိတ်မုတ်ကလေးတစ်ခုလောက်ပေးပါဦးကောင်တာမုတ်လာမနေရကြအောင်သူမခတ်တက်တက်ကလေးလှမ်းကအမမှားထားတဲ့မုတ်ရပါပြီရှင်ပို့ဒီနေ့ဧည့်သည်တွေကြတယ်နော်ဟုတ်ပါအမရေဒါနဲ့ပို့ကြောင်းပြီးပြီဆိုတော့တခြားလုပ်ကိုပြောင်းပါလားမသိသေးပါဘူးမတူစားရဲ့ဒီလုပ်ကိုလှုပ်လာလေကြပြီဆိုတော့မပြောင်းချင်တော့ဘူး
တခြားအလုပ်ကလည်းပုံနဲ့အဆင်ပြေမှာမဟုတ်ဘူးလေဒါလည်းဟုတ်ပါတယ်လေဒါနဲ့ပိုးမီရောနေကောင်းလားဟုတ်ကောင်းပါတယ်ကင်ဆာယောဂါဆိုတော့နည်းနည်းတော့ဂရုစိုက်ရတာပေါ့အေးပါတခုခုလိုအပ်တာရှင်အမကိုပြောနော်သိလားကျေးဇူးနော်အမဒါနဲ့ပိုးမှာရှစ်သူတွေပါရှိနေပြီလားမရှိပါဘူးအမရဲ့ပြီးတော့ပိုးအဲ့ဒါတွေစိတ်ဝင်စားသေးပါဘူးသူမရဲ့တနေ့တာအလုပ်လုပ်ရင်မိခင်ကိုစောင့်ရှောက်ရင်းနေပဲကုံဆုံးသွားတာမလို့အရှိရေးကိုခေါင်းနဲ့ထည့်ဖို့တော့မှမစင်စားနိုင်သေးပါဘူးမတူစားပိုးပြန်ပြီနော်အေးညီမလေးမတူစားကိုနှုတ်ဆက်ပြီးထမင်းဆိုင်လေးဆွဲကအင်ကိုပြန်လာခဲ့တယ်လမ်းတစ်ဝက်ကိုရောက်တော့ပန်းသီးဆိုင်ကိုတွေ့လိုက်ရတာမို့ဖះကပ်ဖို့နဲ့မိခင်အတွက်ဝယ်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အမပန်းသီးကဘယ်လိုရောင်းတာလဲရှင်တလုံးကို900ပါညီမလေးဟုတ်ညီမကို9လုံးလောက်ပေးပါဒီနေ့ကလာကုန်တဲ့ရမလို့ရလာတဲ့လားကလေးကိုလက်ထက်မှာစစ်စစ်ပအောင်လို့ဆိုရင်အိမ်ကိုပြန်လာခဲ့ရတယ်တထေးကျွန်တော်ဒီမှာလေးစိတ်ထဲကလက်ဆွဲကိုဆွဲလို့ထွက်လာတဲ့အမိအတန်သားအစီကိုလှမ်းကြည့်လိုက်မိတယ်ကျွန်တော်သေးခဲ့မေကားနောက်ခန်းထဲမှာလိုက်ပါလာရင်မိခင်မြေရဲ့အလှကိုခန်းစားနေမိတာပါသူထွက်သွားတဲ့3နှစ်အတော်အတွင်းပဝင်းစင်ကအရာရာပြောင်းလဲသွားခဲ့တယ်အမေမင်းပြန်ရောက်ပြီလားဖုန်းထဲကမက်ဆေ့ဝန်တန်းချောင်းဖွင့်လိုက်တော့ဟောပေပါသူမရဲ့ပုံစံလေးကိုတွေ့လိုက်ရအောင်လို့အမော်ပြေးသွားရတယ်လေငါခုပြန်လာနေပြီလမ်းမှာဖို့တာငါပြောတဲ့လမ်းကိုသွားမယ်ဟုတ်ကဲ့ဖို့တာကိုပြောပြီးသူကားကုရှင်ကိုမိပြီးတော့အနာရှူနေလိုက်မိတယ်သူမရှိခင်မှာသူ့ရဲ့မိခင်မြေကအရာရာပြောင်းလဲသွားခဲ့သလိုသူမလေးကရောပြောင်းလဲသွားလိမ့်မလားသူမအိမ်ထဲကိုဝင်လာခဲ့တော့အင်္ဂါတိတ်ဆိတ်နေရမို့အမေအတွက်စိုးရင်စိတ်တို့ဝင်လာခဲ့ရတယ်လက်ထက်ကသမင်းတိုင်းကိုနီးစရာခုံပေါ်ပြစ်တင်ပြီးအိမ်ထဲကိုဝင်လာခဲ့တော့အမေပစ္စည်းတွေဝယုံသုံးကပြိုလဲနေပြီးပါဇက်ကသွေးတွေထွက်နေမိခင်ဖြစ်သူကြောင့်သူမထိတ်လန့်စွာဖြင့်မိခင်ဖြစ်သူကိုပွေ့ထူလိုက်ပါတယ်အမေတတိယပါအောင်ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့နော်အမေရဲ့ပါလေးကိုအသားလေးပုတ်ပြီးတော့နှုတ်လိုက်ပင်ပဲလေမိခင်စီကဘာမှပြန်ပြေးတယ်မကြတော့ပါဘူးလာကြပါအောင်အမေတတိလက်သွားလို့အမေတယောက်သူမတို့အိမ်ရှိကားကိုထိုးရလိုက်တဲ့ချိန်အိမ်ထဲကသူမရဲ့အော်တန်ဆောင်ကားပေါ်ကနေကြပြဆင်းလာခဲ့လိုက်တယ်ဘာဖြစ်တာလဲအကူညီလိုသေးလားကျမအမေတတိလက်သွားလို့စိတ်ရောင်ကုန်မြန်မြန်လေးပို့ပေးပါလားရှင်ရပါတယ်လာကိုစီကိုပေးလိုက်သူမပွေထားတဲ့သူမရဲ့အမေဆိုတဲ့မိန်းမကြီးကိုသူတခြားငုံကြီးကပွေရှိပြီးကားစီကိုခေါ်လာခဲ့ပါတယ်ဖို့တာစိတ်ရောင်ကုန်မောင်းဖို့တာကိုပြောပြီးတော့သူဖုန်းကိုဖွင့်ကဟယ်လိုဒီမှာအရေးကြီးလူနာတယောက်ပါလာလို့အပြင်ကနေလာဆောင်ပေးအောင်ငါတို့ရောက်တော့မှာသူဖုန်းကိုရှာလိုက်ပြီးသူမရဲ့မျက်နှာကိုကြည့်လိုက်တော့မိခင်အတွက်စိုးရင်ပူပန်မှုကြောင့်မျက်နှာလေးကဖြူဖြော့လို့နေပါတယ်ကားလေးကနမဲကြီးစိတ်ရုံတစ်ခုရှိသူထိုးရသွားတာနဲ့စိတ်ရုံတွေကလူနာတင်ဆောင်တဲ့တွန်းလဲနဲ့ဆရာဝန်သူနာပြုတွေပြေးထွက်လာကလူနာကိုတဲဆောင်သွားခဲ့ပါတယ်အထက်ကိုလိုက်လို့မရပါဘူးရှင်အပြင်ကနေဆောင်ပေးပါနော်ပိုအခန်းအပြင်ကနေဆောင်ရင်ဆရာဝန်တွေထွက်လာအောင်မျှော်နေမိတယ်ဖះတကြားမလို့တပည့်တော်မရဲ့အမေဘာမှမဖြစ်ပါစေနဲ့သူမလောက်ကလေးရှိကမိခင်အတွက်စိတ်ထဲကနေဆူတောင်းနေမိတာပါအဲ့ဒီအချိန်အခန်းတကားပွင့်လာပြီဆရာဝန်တွေကထွက်လာပါတယ်လူနာရှင်နဲ့ဘာတော်တလဲသူ့သမီးပါဟုတ်ပြီလူနာရဲ့ယောဂါခွဲစိတ်မှရမယ်မဟုတ်ရင်သူ့အသက်အတွက်အမမခံနိုင်ဘူးတဘောတူတယ်ဆိုရင်စာရွက်မှာလက်မှတ်ထိုးပေးပါဟုတ်ကျမလက်မှတ်ထိုးပေးပါမယ်ပို့စာရွက်မှာလက်မှတ်ထိုးပြီးရနေဆရာဝန်ကြီးကအခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်ဒီဟာအကိုကိုကျေးဇူးတင်ပါတယ်နော်အကိုသာရောက်မလာခင်ကျမပါဆက်လို့ရမယ်မှန်းသိမှာမဟုတ်ဘူးရပါတယ်ကိုလည်းအဲ့ရက်ကွက်ထဲအလဲလာရင်းနဲ့ရှာတဲ့ကူကြီးတောင်းနေတဲ့အတန်ကြလို့လာကြည့်တာပါဘာဖြစ်ပါအကိုကျေးဇူးကိုပုံမမေ့ပါဘူးမဟုတ်တာကိုလည်းတခြားဘာမှကူညီတာမှမဟုတ်တာခဏနော်သူမကိုပြောပြီးဖုန်းနံပါတ်ကိုကြည့်ပြီးတော့အဖေစီကဖြစ်နေရပါလေးစိတ်ကစင်စင်ချင်းကုမ္ပဏီကိုမတော်သေးပဲသူမစီတန်းလာခဲ့တာမို့အဖေကဖုန်းဆက်ရှင်လေဟယ်လိုအဖေအေးပြန်မလာဘဲနဲ့ဘာလုပ်နေရလဲဒီမှာအစည်းအဝေးရှိတာမသိဘူးလားကျွန်တော်အခုပဲလာပြီဖေရှာတဲ့ဒါဆိုကိုပြန်အောင်မယ်နော်ဟုတ်ကဲ့ရှင်သူမအောင်နှုတ်ဆက်ပြီးကားပေါ်တက်ကကုမ္ပဏီကိုထွက်လာခဲ့တယ်အနာဂတ်မှာသူမလေးကိုပြည့်ပြည့်စုံစုံရှာရှာသာထားနိုင်ဖို့အတွက်သူ့အလုပ်စူးစမ်းရမယ်မဟုတ်လားမရဘူးသမီးအန်တီကလည်းပစ္စည်းပါမှာငွေရှိတာသမီးတကယ်အကူအညီလိုနေလို့ပါအန်တီရဲ့ဒါမှမဟုတ်သမီးတို့အိမ်ဝင်စာချုပ်ကိုခဏပေါင်မယ်ဆိုရင်ရောဘယ်လိုလဲဟင်စဉ်းစားရအောင်မေသမီးတောင်းတဲ့ငွေနဲ့အိမ်ကတန်ကြေးကွာနေရဆိုတော့လေကူညီပါအန်တီရဲ့သမီးတလားတခါပုံမှန်ပတ်စံလာဆက်ပါမယ်သူမအတင်းတောင်းဆိုတာတော့မှပတ်စံရှိချင်ပုံမရတဲ့အန်တီဝင်းရဲ့ပုံစံကြောင့်အိမ်ထဲကစိတ်ပြတ်စွာထွက်လာခဲ့မိတယ်အ
မေကိုခွဲစိတ်ဖို့အတွက်ပတ်စံအများကြီးကိုသူမဘဲကနေသွားရှာပါမလဲစိတ်ပြအားငယ်စွာနဲ့သူမရဲ့ခြေလမ်းတွေကရှိုင်းနေတဲ့အိမ်လေးစီကိုရှောက်လာခဲ့တယ်ဖနက်ကိုလှေကားရဲမှာရှော့ထားခဲ့ပြီးသူမအခန်းထဲသို့လေးကန်နဲ့ခြေလမ်းတွေပြုံဝင်လာခဲ့မိတာပါမှောင်မဲနေတဲ့ပတ်ဝန်းကျင်ကြောင့်မိရင်ကလေးကိုထွန်းကြည့်လိုက်ကပတ်စံဘဲကရနိုင်မလဲလို့တွေးနေမိတယ်သူမလက်ထဲမှာလေရှစ်ချစ်ကုတ်ကုတ်ဆူထားတဲ့ပတ်စံ9 သိန်းလောက်ပဲရှိတာလေမနက်လင်းထိဆောင်ပြီးတော့အန်တီဝင်းစီကိုပြန်သွားအောင်မေသူမသားလျင်သူမလိုချင်တဲ့ပတ်စံပမာဏရနိုင်မယ်မဟုတ်လားဘလို့လဲငါဆောင်ဆန်းခိုင်းထားတဲ့ကိစ္စကဒီလိုပါကားစင်တင်ထုတ်ထားလိုက်ဖိုးသားကိုတခါလေးပြောပြီးအပေါ်ကနေကိုင်းကြီးကိုထွက်ဝစ်ပြီးတော့ထွက်လာခဲ့ပါတယ်မင်းပြောတဲ့လိပ်စာအောင်မကားလေးကဖိုးသားပြောတဲ့ရှန်လေးရှိမှထိုးရက်သွားနေသူကားပေါ်ကနေဆင်းပြီးတော့ရှင်းလန်းကျဲကြီးတွေပြေဝင်လာခဲ့မိတယ်ဘသူနဲ့တွေ့ကြလို့လဲခဝဝမိန်းမကြီးတို့ကိုတွေ့လိုက်ရမို့အနည်းရှိခုံတလုံးမှဝင်ထားလိုက်ပြီဒေါ်ဝင်းဆိုတာခမရလားဟုတ်ပါတယ်ဒါနဲ့မောင်ရင်ကနေရောဘာမှမမေးနဲ့အောင်ကြုံပြောတာပဲနားထောင်ညနေကခမည်းစီကိုပိုးသားငယ်လာသွားတယ်မဟုတ်လားဟုတ်ပါတယ်သူဘာလာလောက်တာလဲအင်္ဂလန်စာချုပ်လာပေါင်တာပါသူ့မိအတွက်စိတ်ကူးသားစီလိုရဲဆိုလို့ပါကောင်းပြီသူလိုချင်တဲ့ပတ်စံကိုရှင်းပြလိုက်ပါသူစားအပတ်စံကိုကြုံနှက်ဆပြန်ပြီးပြီဒါကျုပ်ရဲ့လိပ်စာကသူ့အိတ်ထောင်နေရကုမ္ပဏီကတ်ကိုထုတ်ပေးလိုက်တော့အဲ့ဒီမိန်းမကြီးကဖတ်ကြည့်ပြီးဝမ်းသာပျော်ရွှင်တဲ့ဟန်ဖြစ်ဟုတ်ကဲ့ကျမရှင်းပေးလိုက်ပါမယ်ကောင်းပြီဒီအကြောင်းတွေကိုပိုးမသိစေနဲ့အကယ်လို့သူတည်သွားရင်တော့ခမရအသက်ကိုဖတ်နေထုတ်ထားပြီတော့ဟုတ်ကဲ့ကျမမပြောပါဘူးကောင်းပြီဒီလိုနဲ့မှားစရာရှိတာမှားပြီးတော့သူပြန်ထွက်လာခဲ့ပါတယ်တတိဘာလို့ပတ်စံကိုကိုယ်တိုင်မပေးလိုက်ရလဲသူကငါပေးတာဆိုရင်ယူမှာမဟုတ်ဘူးဒါကြောင့်အခုလိုစီစဉ်လိုက်ရတာပဲတတိရဲ့အရန်ရှစ်တက်တာပဲတပည့်ကျော်ရဲ့အပြောကြောင့်သူရှက်ရီလိုက်မိတယ်သူကုမ္ပဏီရောက်တော့အဖေကသူ့ရုံးခန်းရှိမှရက်ဆောင်နေရမို့သူအားအသင်းသွားရတယ်လေအဖေနောက်ကျနေပြီဘာကိစ္စရှိလို့လဲငါအတွင်းရင်မှုကပြောတယ်မင်းရှင်လန်းတွေပြက်နေဆိုရက်ကွက်ငယ်လေးတွေကဘာမဟုတ်တဲ့မိန်းမတယောက်ကြောင့်အလုပ်ကိုအာရုံမဆိုင်နိုင်ဘူးဆိုဟုတ်လားအဖေသူ့ကိုဘာမဟုတ်တဲ့မိန်းမလို့ပြောပါနဲ့သူကကျွန်တော်အမျက်တနုံးနဲ့အရေးတကြီးကြီးဂယုဆိုင်လာခဲ့တန်မိုးရှိတဲ့မိန်းကလေးပါတားဖြစ်သူရဲ့ပြန်ဖြစ်လိုက်တဲ့စကားတန်ကြောင့်ဦးမိတ်ရှင်ဒေါ်ပွားသွားရပါတယ်ဘာမင်းကအဲ့လိုမိန်းမအတွက်နဲ့ငါ့ကိုပြန်ပြောတယ်မဟုတ်လားကျွန်တော်ရှစ်တဲ့သူကိုဘသူကမှအပြစ်ပြောလို့မရဘူးအဲ့ဒီလူကအဖေကိုယ်တိုင်ပြစ်နေတယ်ဆိုရင်တော့မှကျွန်တော်ခွင့်မလို့ဘူးမင်းကတန်မိုးမရှိတဲ့မိန်းမတရားအတွက်ကြောင့်နဲ့ကိုယ့်ရဲ့ဖခင်ကိုတော့ပြန်ခံပြောနေရပါလားမင်းမနှက်ဖြန်စပြီးအလုပ်ကိုလာစရာမလိုတော့အိမ်မှာပဲနေရမယ်ကျွန်တော်မလုပ်နိုင်ဘူးအဖေမကျင်တဲ့ကျွန်တော်အိမ်ပေါ်ကနေနှိမ့်ချလိုက်ပါကျွန်တော်သူမနဲ့တော့မပတ်သက်ပဲမနေနိုင်ဘူးမနှက်ဖြန်ကြရင်ကျွန်တော်အဝတ်တွေလာယူပါမယ်အခုတော့ခွင့်ပြုပါအောင်မင်းဦးမင်းရှင်ဒေါသထွက်ပြီးအသားတွေပါတဆက်ဆက်တုံးလာရတယ်သူမွေးထားတဲ့သားမိမတရားအတွက်နဲ့သူ့ရင်ကိုဆုံးကန်သွားတာအောင်တမလုံးကသူ့ရဲ့ဇနီးတဲ့တင်ဘလောက်များရင်ကျူးရမယ်မသိမနာအာယုံဦးကျင်းခတ်တန်တွေအတန်ကြောင့်အိပ်ပျော်နေရကနေသူမနိုးလာခဲ့တယ်ညနာသေးသွားတိုက်ပြီးလိုအပ်တာလေးတွေထက်ကအန်တီဝင်းရဲ့အိမ်ကိုတစ်ခေါက်ပြန်ရောက်လာခဲ့မိပါတယ်အန်တီဝင်းပို့လာပြီလားသမီးအိမ်ပေါ်တက်ခဲ့လေမနေရနဲ့မတူစကားတန်ကရှိုးသားနေပြီးပြုံးရှိုးနေတဲ့အန်တီဝင်းရဲ့မျက်နှာကြောင့်သူမထူဆန်နေရတာပါခဏတော့သမီးဒါကသမီးတောင်းထားတဲ့ပတ်စံအတိုးလေးပေးစရာမလိုတာမလို့သမီးဖြည်းဖြည်းချင်းပြန်ဆက်လို့ရတယ်သိလားကျေးဇူးတင်လိုက်တာအန်တီရဲ့ကျေးဇူးမမေ့ပါဘူးဒါဆိုသမီးသွားတော့မယ်နော်စိတ်အောင်မှာပတ်စံရှင်းရမှာမလို့ပါအေးသမီးသူမအန်တီဝင်းအိမ်ကနေထွက်လာခဲ့ပြီးကားငါကစိတ်အောင်ကိုပြန်လာခဲ့တယ်ကောင်တာမှာကြားသိတဲ့ပတ်စံကိုရှင်းပြီးခုံတန်းလေးမှာထိုင်နေမိပါတယ်ရှာတေးသူမနောက်ပါစီယာရှာတေးလို့ခေါ်တန်းကြားလိုက်ရလို့လှည့်ကြည့်ပြီးတော့ဘယ်သူမှရှိမနေပါဘူးကြည့်ရတာသူမနားကြမှတာဖြစ်လိမ့်မယ်လို့တွေးလိုက်မိပြီးခေါင်းကိုတစ်ချက်ခါရမ်းလိုက်ကမုတ်ထုတ်ကလေးကိုဆွဲပြီးတော့အခန်းထဲကိုဝင်ခဲ့တယ်သူမအထက်ကိုဝင်ခဲ့တော့ဆေးစိမ်နဲ့အိပ်ပျော်နေမိခင်ဖြစ်သူကိုတွေးလိုက်ရမို့အနီးရှိခွန်ပူလေးကိုဆွဲကထိုင်ချလိုက်မိတယ်အမေအမြန်သတိရလာပါတော့သမီးမေကိုလွမ်းလာပြီအမေလက်ကိုစုပ်ကိုင်ရင်သူမတန်းတစွာရေယူလိုက်မိပါတယ်အဲ့ဒီအချိန်သူမစုပ်ကိုင်ထားတဲ့အမေရဲ့လက်ဆောင်ဖြူဖြူလေးတွေကလှုပ်ရှားလာခဲ့တယ်လေအမေသတိရလာပြီလားဒေါ်သစ္စာမျိုးလုံးတွေကိုဖွင့်လိုက်တာနဲ့သမီးငယ်ဆိုရင်ပူပန်နေရဲ့မျက်နှာလေးကြောင့်ခပ်ဖွားဖွားပြုံးရင်စိတ်မပူပါနဲ့သမီးရဲ့အမေဘာမှမဖြစ်တော့ပါဘူးသမီးမေကိုအရန်လွမ်းနေခဲ့တာမိခင်ရဲ့လက်တွေကိုစုပ်ကိုင်လို့သူမရဲ့မျက်ရည်တွေစီးကျလာခဲ့ရတယ်မငိုပါနဲ့သမီးရဲ့အမေအခုပြန်ကောင်းလာပြီပဲသူမရဲ့ကျလာတဲ့မျက်ရည်စာတွေကိုဒေါ်သစ္စာလက်ကလေးပြတယူတရာပုတ်တက်ပေးလိုက်ကအ
အမေကသမီးနဲ့အကြာကြီးနေအောင်မသိလားဟုတ်ကဲ့ပါအမေသမီးပစ္စည်းတွေမမေ့စေနဲ့နော်ဟုတ်ကဲ့ပါအမေဒီနေ့ကစိတ်အောင်စင်မယ်နေဖြစ်တာကြောင့်ပိုပစ္စည်းတွေကိုသိမ်းနေဟိုကိုကြီးများထက်ရောက်လာလိမ့်မလားလို့တွေးနေမိတယ်သွားကြမယ်လေဟုတ်အမေအဲ့ရပေါ်မှာခဏနာအောင်နော်သမီးအမေတို့အရှိရလေးတွေရှက်လိုက်အောင်မေအမေကိုပြောလိုက်ပြီးတော့သူမမိဖို့ကြောင့်လည်းဝင်လာခဲ့တယ်ဝင်ခဲ့တထေးသူတို့စိတ်ုံကဆင်းသွားပါပြီငါသိပြီမင်းသွားတော့ဟုတ်ကဲ့လက်တော်တစ်လုံးနဲ့စရင်လုံးနေရကသူ့လက်ကိုဆမ်းပြီးတော့ကော်ဖီကောက်ကိုလှမ်းယူလိုက်မိတယ်သူမကိုစိတ်ုံလိုက်ပို့ပြီးကလေးကသူနောက်ထပ်အဲ့ဒီစိတ်ုံကိုမရောက်ဖြစ်တော့ပါဘူးသူမကိုတတိယပေမဲ့သူမကုမ္ပဏီအလုပ်တွေပုံနေတာမလို့မရောက်ဖြစ်တာပါဒါကြောင့်ပဲလှုပ်လက်စားအလုပ်ကိုမြ мян လက်စားတက်ကသူမအိမ်ကိုထွက်လာခဲ့မိတယ်သူမတို့အိမ်ကိုရောက်တော့ရှာတိတ်ကစံဆေးကထမိုးတဲနေအောင်တွေ့လိုက်ရတယ်လေပိုစံဆေးနေမှာသူမတို့တယောက်ကငေးကြည့်နေတယ်လို့ခံစားမိရတာမလို့အပြင်ကိုကြည့်လိုက်ပြီးတော့သူမတို့ရဲ့ကျေးဇူးရှင်ကိုတွေ့လိုက်ရမလို့အိမ်ရှိကိုထွက်လာခဲ့မိပါတယ်အကိုအိမ်ထဲဝင်ပါအောင်လားရပါတယ်မနက်ကတတိယလို့စိတ်ုံသွားကြည့်တော့ဆင်းသွားပြီလို့ပြောလို့ဒါနဲ့အန်ဒီရောနေကောင်းရဲ့လားဟုတ်နေကောင်းပါရဲ့ကိုရဲ့အန်ဒီကအကိုသာစိတ်ုံကိုလိုက်မှုပို့ခဲ့ရင်အမေဖြစ်ကမတွေ့ရစရာပဲဒါနဲ့ကိုအချိန်ရရင်အိမ်ထဲကိုဝင်လာခဲ့ပါလားဟုတ်ပါပြီအိမ်ရှင်ကအဲ့လောက်ဖိတ်ခွန်နေရောလေဝင်ပါမယ်ဒီလိုနဲ့သူမရှေ့ကဝင်သွားပြီးသူကနောက်ကနေလိုက်လာခဲ့တယ်အကိုထိုင်ပါအောင်နော်ဖြားလေးတစ်ချက်ကိုသူမကထုတ်လာကသူ့ကိုထိုင်ခိုင်းနေလေအမေဒါကသမီးပြောတဲ့အကိုကြီးလေအမေကိုစိတ်ုံလိုက်ပို့ပေးတဲ့အကိုလေဟုတ်လားသမီးပြောတာကိုဒေါ်လေးကြားဘူးပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကွယ်မဟုတ်တာကျွန်တော်ကလည်းဖြတ်သွားရင်းနဲ့ရှာတဲ့သူအကူကြီးတောင်းတာကိုကြားလိုက်မိလို့ပါဘလို့ပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ကွယ်ဟုတ်ကဲ့အကိုကော်ဖီတောက်ပါဦးသူမဖြော်လာပေးတဲ့ကော်ဖီကိုသူ့တငုံတောက်လိုက်ပြီးတော့အရသာရှာပေါ်မှာဆွဲသွားရလေအားနာလိုက်တာကိုရဲ့အိမ်လာတာတော့တခြားအခန့်စရာမရှိတော့ဟာရပါတယ်ကိုကြောင့်နဲ့ဒုက္ခများနေမှာတော့ကိုကကြောက်နေတာကော်ဖီလေးရပါတယ်ဟုတ်ကဲ့သူမတို့အိမ်မှာအသားကြီးအချိန်ဖြုံးပြီးနေ့လည်စာစားချိန်ရောက်တော့မှမလို့နှုတ်ဆက်ကပြန်ဖို့အတွက်ပြင်လိုက်ရတယ်ဒါဆိုကျွန်တော်ခွင့်ပြုပါအောင်ဗျသမီးရေအိမ်ရှိတီလိုက်ပို့လိုက်ပါအောင်ကွယ်ဟုတ်ကဲ့မေအကိုနမေကဘလို့ခေါ်လိုက်ရင်အကိုနမေကအမိတ်ရှင်တဲ့ဟုတ်ပုံမှတ်ထားလိုက်ပါမယ်နော်ဒါဆိုကိုသွားပြီးရှာတဲ့သူမကိုလက်ပြနှုတ်ဆက်ပြီးသူကားပေါ်တက်ကမောင်းထွက်လာခဲ့တယ်သူ့ရဲ့ကားလေးကမီးပွိုင်အောင်ကြော်လွန်လို့အကွေးတစ်ခုကိုရှိုးကွေးလိုက်တဲ့အချိန်တစ်ဖက်ကဘွားကနေပေါ်လာတဲ့ကုန်တင်ကားတစ်စီးကြောင့်ကားစတီယာရင်ကိုကပန်းကရန်ဆွဲလိုက်မိပါတယ်ကားလေးကကုန်တင်ကားကြီးနဲ့တိုက်မိတဲ့ဘေးကနေလွတ်သွားခဲ့ပေမယ့်လမ်းလေးတနေရာစီကြီးမားတဲ့သပင်ကြီးစီကိုအိုးတီဆင်းသွားရင်ပဝင်းတင်မှာကျဲလောင်တဲ့မြည်တမ်းကြီးတစ်ခုဖုံးလွှမ်းသွားခဲ့တယ်ဒီလိုနဲ့9နှစ်ကြာပြီးတဲ့နောက်အဖြူရောင်ရှန်ရင်ကြီးလက်ရှိလေးနဲ့ဒူဖုံစကကလေးကိုဝစ်ဆင်ထားတဲ့မိန်းကလေးတယောက်ကားမတ်တိုင်မှာရှက်ပြီးလိုင်းကားအလာကိုစောင့်နေမိပါတယ်အဲ့ဒီမိန်းကလေးမှတခြားသူမဟုတ်ပိုးသားငယ်ပဲဖြစ်ပါတယ်သူမလက်မှာပတ်ထားတဲ့ရွှေအိုရောင်နိုင်လေးကိုတခြားငုံကြီးကကားအလာကိုမျှော်နေမိတာပါသူမရှိရာမတ်တိုင်ကိုလိုင်းကားကထွရလာနေသူမလည်းတခြားလူတွေနဲ့အတူကားပေါ်ကိုလိုက်ပါလာခဲ့တယ်ထုံးစံအတိုင်းကားကမီးပွိုင်ပြီးလို့ရှက်နေရတယ်သူမရဲ့ရုံတက်ချိန်က9နာရီဖြစ်တာမလို့ရုံကိုစောစောရအောင်လို့မနက်အစောကြီးထပြီးတော့ကားစီးရတယ်လေမဟုတ်ရင်ရှင်လန်းချောင်းပိတ်ဆို့မှုကြောင့်နောက်ကျမှရုံကိုရှောင်မှာဖြစ်ပါတယ်မှတ်တိုင်ပါလားကားစပယ်ရရဲ့အော်တန်ကြောင့်သူမဆွဲခြင်းလေးကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးဆင်းရမယ့်နေရာကိုတွားရက်လိုက်တယ်ကားကသူမတို့ရုံနဲ့မနီမဝေးမှတ်တိုင်မှာရှာထားပေးခဲ့တာမလို့သူမအတွက်15မိနစ်လမ်းလျှောက်ချိန်ရတယ်လေဟာငါရဲ့မိုးနမယ်လေးလာပြီကွာမဟုတ်ပါဘူးငါရဲ့လှသူစားလေးပါဟာမင်းတို့ကလေကွာအဲ့ဒါငါရဲ့အသက်ပါဟာလက်ဖက်ရည်ဆိုင်ရှိကနေဖျက်လျှောက်လာခဲ့တဲ့ချိန်သူမကိုစားနောက်နေတဲ့အတန်တွေကြားလိုက်ရတာမလို့အဲ့ဒီရှိကခက်သွက်သွက်လျှောက်လာခဲ့ပါတယ်ဟာမကလည်းဖြည်းဖြည်းသွားပါလျှော်လဲနေလို့ဒီမောင်ရင်ကျိုးရပါလိမ့်မယ်သူမရုံးကိုလာတိုင်းအဲ့ဒီကောင်လေးတတရသူမကိုအမြဲစားနောက်လေးရှိရလေမင်းတို့ကလည်းငါမရှက်သွားပြီလူကသူတို့ကိုကြော်ခဲ့ပေမဲ့လေအတန်တွေကသူမနောက်ပါစီကနေကန့်ကြီးလိုပါလာခဲ့တယ်ဟောပို့ထုံးစံအတိုင်းဟိုကောင်လေးတတိုင်းနဲ့တွေ့လာပြန်ပြီမို့လားဟုတ်ပါမယူရဲ့သူမရဲ့အကြောင်းအလုံးစုံသိတဲ့မယူကရီမောရင်စနောက်နေခြင်းပါမယူညီမလက်မှတ်သွားထိုးလိုက်အောင်မေအေးသူမမန်နေဂျာရဲ့ရုံးခန်းထဲကိုဝင်လာပြီးနေ့စဉ်မှတမ်းမှလက်မှတ်ထိုးနေရဲ့ချင်းဟဲ့ဒီနေ့ငါတို့ကုမ္ပဏီရဲ့တတိယနိုင်ငံခြားကနေပြန်လာမှာတဲ့ဟုတ်လားငါလည်းတထက်ကိုမတွေ့ဘူးငါဒီကိုစရောက်ကြတဲ့ကသူကစလုံးသွားတာလို့တရင်တော်ကြားမိတာ
တချို့ဝန်ထမ်းတွေကတိုးတိုးကြိတ်ကြိတ်နဲ့တရေချောင်းကိုပြောပြီးစိတ်ဝင်စားနေပြီမဲ့လေသူမကတော့ကိုလို့ဆရာရှိတဲ့အလုပ်ကိုပဲအာရုံစိုက်နေမိပါတယ်သူမဘဝမှာစိတ်ဝင်စားမိတဲ့ယောက်ျားဆိုလို့သူမတို့ကူညီပေးခဲ့တဲ့အဲ့ဒီကိုပဲရှိတာလေသူမနဲ့သူနောက်ဆုံးတွေ့ခဲ့တာအမေစင်းုံစင်ပြီးနောက်နေ့ပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကလေးကသူ့ကိုမတွေ့ခဲ့ရတာအခုဆို9နှစ်ပင်ရှိခဲ့ပြီသူမလည်းသူ့ကိုမေးနိုင်ဖို့အလုပ်ထဲကိုပဲစိတ်နဲ့ထားခဲ့ရတာလေပို့ရင်အမကိုဒီဖိုင်လေးကူစစ်ပေးပါအောင်ဟုတ်လာပြီအမမယူရဲ့စပွဲရှိရာစီကိုထလာပြီးစင်းရင်ဖိုင်ကိုယူလိုက်တယ်သူမအလုပ်တွေလက်စတက်ပြီးလို့နာရီကိုမောကြည့်ပြီးတော့12နာရီအောင်ထိုးနေပါပြီပို့ထမင်းစားကြဆိုလေဟုတ်လာပြီအမထမင်းဆိုင်လို့ဆွဲကမယူခေါ်တဲ့နေရာကိုရှောက်လာခဲ့တယ်သူမကလုံနေရုံမှာခင်မဲ့သူဆိုလို့မယူတယောက်သာရှိတာမယူကသူမကိုညီမလေးလိုရောတငယ်ချင်းလိုပါပေါင်းတာမလို့သူမလည်းမယူကိုရှစ်ခင်လေးစားရပါတယ်ဒါနဲ့ပို့တရင်ကြားပြီးပြီလားဘာများလဲမယူမနှက်ဖြန်တထရာစလုံးကနေပြန်လာတော့မှာတဲ့မယူကြားတာကတော့အတထရာစီကံကြည့်ပြီးအပေါက်ဆို့တယ်တဲ့ဟုတ်လားပို့ကတော့စိတ်ဝင်စားပါဦးကိုဘက်ကသာအလုပ်ကိုအမားကင်းကင်းနဲ့လုပ်ရင်သူ့ကိုကြောက်စရာမလိုဘူးလေဟုတ်ပါပြီအမကလည်းသူ့ကိုတွေ့ကြည့်ဆောင်ရအောင်လို့လာပြောတာပါဒါနဲ့ပိုးပြောတဲ့ကိုကြီးကအခုချိန်ထိစာမလာသတင်းမကြားသေးဘူးလားသူကပိုးတော့မေသွားတော့ပါပြီအမရဲ့အဲ့လိုလည်းမဟုတ်တော့ပါဘူးကွယ်သူမလာတာကလည်းတခြားအကြောင်းတစ်ခုခုရှိမှာပါပိုးလည်းအဲ့လိုပဲစူတောင်းရတာပဲအမရဲ့အေးပါပိုးလည်းကိုကျမကြီးကိုကယူဆိုင်အောင်အလုပ်ကြီးပဲနေကန်လုံးမနေနဲ့ညနာလေးလည်းရှောင်ကြနေပြီဟုတ်ကဲ့ပါမယူရဲ့နိုင်တန်တချက်ချက်သွားနေတန်ကိုကြားရပေမဲ့လေသူမကယူမဆိုင်နိုင်သေးပါဘူးရှင်းမရှိတဲ့စာရွက်ပုံကြီးကိုအချိန်မီအောင်လို့လုပ်နေရတာမို့နားချိန်နောက်မှမရှိပါဘူးအချိန်တွေကတဖြည်းဖြည်းကုန်လွန်လာခဲ့ပြီသူမလေးစရင်တွေအကုန်ပြီးတော့တာမလို့နားယူမောကြည့်ပြီးတော့9နာရီတောင်မှထိုးနေပါပြီဖိုင်တွေကိုတသက်ရလေးစီးထားလိုက်ပြီးမီးတွေကိုပိတ်ခါထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာတော့လိုင်းကားတွေလည်းတစည်းမှရှိမှမဟုတ်တော့အနီးမှာလာနေတဲ့တစီကိုသာလက်ပြတားလိုက်မိတယ်ကျမပြောရလောက်ပို့ပေးပါသူမတို့ရက်ကွက်ထိပ်ကိုရောက်တော့မီးပြတ်နေရမို့တလန်းလုံးမှောင်မင်းနေပါတယ်အဲ့ဒီချိန်လက်နေသမီးရောင်လေးတစ်ချက်သူမစီကိုဝေ့လာခဲ့ပြီသမီးပိုးလေးလားဟုတ်တယ်မေသမီးပါအမေရဲ့ဒီလောက်မိုးရှုံနေအောင်ဘာလို့အပြင်ထွက်လာတာလဲမတော်လို့တခုခုဖြင့်ဘယ်နဲ့လုံးမလဲအိုးညီရကျောက်ကိုလာပြီးတော့စိတ်ပူနေတယ်အမေကဒီရောက်ကထဲနေနေတာဘာမှမဖြစ်ဘူးသမီးကသာအလောက်ကနောက်ကျနေလို့အမေကစိတ်ပူနေတာဒီနေ့လောက်ကလက်စားသက်စရာလေးတွေရှိလို့ပါအေးပါဒေါ်သစ္စာသမီးရဲ့လက်ကိုဆွဲပြီးတော့အိမ်ထဲဝင်လာခဲ့တယ်သူမမှဒီသမီးလေးကိုစိတ်မချလို့ညစင်ညတိုင်းလမ်းထိပ်မှာတောပြီးတော့စောင့်နေရတာသမီးလေးကဆင်းရဲသားရောက်ကွက်မှာမွေးတဲ့မိန်းကလေးဆိုပေမဲ့ရွှေမုံစားပြီးတော့မွေးတဲ့တထေးသမီးလေးလိုဖြူနူပြီးတော့လှပလွန်းနေရက်ကွက်ထဲကကာလာသားတချို့ကလေသူမလေးကိုသဘောကျလို့ဒေါ်သစ္စာစီမှာလာပြောကြပေမဲ့ဒေါ်သစ္စာကတော့မသိချင်အောင်စောင့်နေမိပါတယ်သမီးရဲ့အရှိကိုသူမဝင်ပြီးတော့မစွတ်ဖက်ရှင်ဘူးသမီးငယ်သဘောကျတဲ့သူကဘလို့လူပဲဖြစ်ဖြစ်သူမလေးပေါ်နားလည်မှုအပြည့်နဲ့သစ္စာရှိရှိရှင်းပေးနိုင်နေဆိုရင်ပဲအဲ့ဒီလူနဲ့သမီးလေးကိုသဘောတူပါတယ်အမေရဲ့ထမင်းစားမယ်လေအေးလာပြီသမီးပိုထမင်းစားပြီးဘိုင်းအိမ်နေရမလို့အိမ်ရှိကိုလမ်းထွက်လျှောက်နေလိုက်တယ်နိုင်ဝက်လောက်လမ်းလျှောက်ပြီးအစာကြေးပြီးဆိုမှအိမ်ထဲကိုဝင်ကအနာယူလိုက်တာပါအဲ့ဒီနောက်မှာတော့တနေကုန်ပင်ပန်းထားတာကြောင့်နှိမ့်ဆိုင်စွာအိပ်ပျော်သွားခဲ့ပါတော့တယ်သမီးရေမထားသေးဘူးလားအလုံးနောက်ကျနေအောင်မယ်နော်ဟုတ်ထားပြီမေပိုကောင်းနေဆောင်တွေကိုတေချာတသက်ရက်ကလေးဖြစ်အောင်လို့ခောက်လိုက်ပြီးမျက်နှာသိပ်ဖို့အတွက်ထွက်လာခဲ့ပါတယ်သမီးပင်ထမင်းစီဆန်နဲ့ပဲပြုတ်ပူပူလေးရှိရယ်စားသွားလိုက်နော်ထမင်းဆိုင်အတွက်ကတော့မပူနဲ့အမေထဲပြီးပြီသိလားဟုတ်ကဲ့အမေသူမမျက်နှာသိပ်ပြီးတော့ဒူးထီရှည်လျားတဲ့ဆန်တွေကိုဘီးပြေရှင်းလင်းကအပေါ်ကနေကလေးဖြင်းညှက်လိုက်ပါတယ်ပြီးမှကုမ္ပဏီဝတ်စုံကိုလဲလှယ်လိုက်ပြီးမနက်စာအစာပြေထမင်းစီဆန်နဲ့ပဲပြုတ်ပူပူလေးကိုစားလိုက်တယ်သူမထမင်းစားပြီးတော့အမေကဖျားရှိခိုးနေရမို့ထမင်းကြိုင်ရှင်းလေးကိုဆွဲပြီးရှေးတန်းဖွားဖွားလေးပြေလှမ်းလာခဲ့ပါတယ်အိမ်ကနေသူမဘတ်စကားဂိတ်ကိုရောက်တော့7 နာရီခွဲနေပြီအဲ့ဒီဂိတ်ကနေဘတ်စကားစီးပြီးရုံးကိုရှင်းလင်းလျှောက်တဲ့အချိန်နဲ့ဆိုသူမရောက်မှာက9 နာရီကျော်လောက်ဖြစ်ပါတယ်ဒါမဲ့ဒီနေ့ကတော့သူမလောစရာမလိုပါဘူးမနေ့ညကဂျူတီဆင်းထားတာမလို့မနေ့ကျသူမတို့နိုင်ဝက်လောက်နောက်ကျခွင့်ပေးထားတယ်လေမမကဒီနေ့စပင်တွေစီးထားတာပါလားငါတို့မမကတော့အချိန်တိုင်းကြက်တည်းရှိနေတာပါပဲကွယ်တနေ့ဒင်းတို့ကအားရနေလားမသိပါဘူးနေတိုင်းသူမအလားဆောင်ပြီးတော့မကြတကြလှမ်းပြောနေရမို့ကြားတော့သိမခံနိုင်တော့မျက်နှာကိုဒင်းတို့ဘက်ရှာကနေလဲကပြောမလို့လှုပ်လိုက်တဲ့အချိန်ဒင်းတို့ကသူတို့မဟုတ်သလိုမျက်နှာတွေလွှဲသွားကြတာမို့
သူမစိတ်လျှော့လိုက်ရတယ်သူတို့တွေကြောင့်သူမကိုကုမ္ပဏီကလူတော်တော်များများမုန်းနေကြပြီသူမကိုရှုပ်ကလေးပန်းပြပြီးကောင်လေးတွေကိုမြူဆွဲတယ်လို့ဆိုကဘယ်သူမှသူမနဲ့အပေါင်းအသင်းမလုပ်ရှင်းကြဘူးလေသူမတက်လေကခလုတ်ကိုလေးလွှာအောင်နှိပ်လိုက်ပြီးအထက်ကိုဝင်လာခဲ့ပါသည်တက်လေကတကာပွင့်သွားတယ်သူမလေးရုံးကနေဝင်လာခဲ့တယ်သူမရဲ့နှုတ်ကအမေရိကထွက်သွားတယ်လေအကြောင်းကတော့ဝန်ထမ်းတွေအားလုံးအခန်းထဲကိုရှောင်နေကြပြီးအနက်ရောင်အနောက်တိုင်းဝတ်ဆောင်ပြေလူတို့ကသူမကိုမျက်မှောင်ကုတ်ကြီးဖြစ်ကြည့်နေရကြောင်းပါအစီဝေးပြီးသွားကြတော့ပိုဝန်ထမ်းတွေနဲ့အပြင်ထွက်သွားဖို့ပြင်လိုက်တဲ့ရှင်နောက်မှရောက်လာတဲ့တယောက်နေရောနောက်ပါစီအားကြားလိုက်ရတဲ့အတန်အော်ရှာရှာကြောင့်သူမတုံကနေဖြစ်သွားပါတယ်ပြောပါအောင်အလုံးနောက်ကြတဲ့ကိစ္စကုမ္ပဏီမှာမနက်9နာရီထိုးရနဲ့အလုပ်ကိုတန်းရောက်နေရမယ်ဆိုတာမသိဘူးလားတထေအဲ့ဒါဒီလိုပါခမရကိုကြုံမမေးဘူးသူ့မေးနေတာခမရမှအလုံးမရှိဘူးလားရှိပါတယ်အခုပဲတောက်လုပ်လိုက်ပါမယ်မန်နေဂျာကလည်းသူ့ကိုကြောက်ပြီးပြပြတလဲပြေးထွက်သွားခဲ့တယ်လေကဲဆိုစမ်းမအောင်အလုံးနောက်ကြတဲ့ကိစ္စဒါကကျမကိုမေးရမှာမဟုတ်ဘူးထင်ပါတယ်ဒီကုမ္ပဏီကိုရှင်ထိုင်မဲဆိုကြရဒီကုမ္ပဏီမှာဘာစည်းကမ်းတွေရှိသလဲဆိုတာအရင်လေးလာတဲ့နေမဟုတ်လားဘာပြောလိုက်တယ်ဟုတ်တယ်ကျမမင်းညကျူတီဆင်းရလို့မနက်ကိုနိုင်ဝက်နောက်ကျမှရှောက်လာတာအပြစ်မရှိဘူးလို့ထင်ပါတယ်အလားကြီးပါလားဂုံသူ့ရှေ့ကမင်းကလေးကိုကြည့်လိုက်မိပြီးတော့ပြုံးလိုက်မိပါတယ်လူပုံစံကြည့်တော့နှဲ့တယ်လို့နဲ့စကားပြောကပြတ်သားလာတယ်လေသူ့လိုစီးရိုတယောက်ကတော့မှမကြောက်ပဲလေးသားခက်မမနဲ့ပြောဘူးတဲ့မင်းကလေးဆိုရင်သူမတယောက်ပဲရှိလိမ့်မယ်ကိုကုမ္ပဏီဆိုတိုင်းကိုကဒီစီကန်းတွေကိုသိနေရမှာမဟုတ်ပဲကောင်းပြီဒါဆိုအခုဘယ်လိုလုပ်ရှင်တာလဲကျမအလုပ်ထွက်ပေးရမလားအဲ့လောက်ထိအကျဲချဲ့စရာမလိုပါဘူးအခုတော့မင်းသွားလို့ရပြီခွင့်ပြုပါအောင်သူမကသူ့ကိုနှုတ်ဆက်ကအခန်းထဲကထွက်သွားခဲ့ပါတယ်ကုံကျောမီခုံကြီးမှာထိုင်ချလိုက်ပြီးဖိုင်တွေကိုစစ်ကြည့်လိုက်တော့သေသက်စွာရေးထားတဲ့ဖိုင်တွတ်ကိုမြင်လိုက်ရတယ်လက်ရည်ကလှသားပြီးညနေ9နာရီထိုးတဲ့အဆက်ပေးတန်ကြောင့်ကုံအလုပ်စပွဲကထကထွက်လာခဲ့တယ်ကုမ္ပဏီတစ်ခုလုံးဝန်ထမ်းတွေတယောက်မှမရှိတော့ဘူးသူတယောက်သာကြမ်းခဲ့တာပါအောက်ထပ်ဆင်းဖို့တက်လေကခလုတ်ကိုနှိပ်လိုက်မိတဲ့အချိန်အထက်ကသူမကိုတွေ့လိုက်ရတယ်လေတက်လေကတကားပွင့်တာနဲ့သူမအပြင်မပြေးအောင်တမင်လျှောက်လာခဲ့တယ်ကုံသူမသွားရနောက်ကိုလိုက်ပါလာရင်လက်ဖက်ရည်ဆိုင်နောက်သို့ရှောက်มาတော့သူမကိုကောင်းလေးတစ်တိုက်ကဝိုင်းပြောနေကြတာကိုကြားလိုက်ရတော့ဒေါသထွက်သွားပါတယ်လာခဲ့သွားမယ်သူမနားကိုသွားပြီးတော့လက်ကဝုတ်ကလေးကနေဆွဲပြီးတော့ကားစီကိုခေါ်လာခဲ့ပါတယ်တက်ကားပေါ်ဒီမှာရှင်ဘာလုပ်တာလဲကျမဘာသာအိမ်ပြန်နိုင်တယ်ကျမလက်ကိုလွတ်ပါမင်းကနောက်ထပ်ဟိုကောင်လေးပြောင်းတာခံချင်လို့လားရှင်ဘာပြောလိုက်တာလဲမောင်ရဲ့ကားပေါ်ကနေငင်းငင်းလေးလိုက်ခဲ့သူမကိုကားပေါ်အတင်းတွန်းတင်လိုက်ပြီးတော့သူတခြားတစ်ဖက်ကနေတက်ကကားကိုမောင်းထွက်လာခဲ့ပါတယ်မင်းနေရဲ့လိပ်စာပြောကျမနေတာခွာညိုလန်းအောင်ချမ်းသာရက်ကွက်ရပြီကားလေးကသူမတို့ရက်ကွက်ထဲမောင်းဝင်လာနေတပြိုင်နက်ခုံးရဲ့စိတ်ထဲအဲ့ဒီနေရာကိုရင်းနှီးတယ်လို့ခံစားလိုက်ရပါတယ်ကျမကိုဒီမှာပဲရှာပေးခဲ့ပါအိမ်လည်းမခေါ်တော့ဘူးလားဟုတ်ကဲ့မခေါ်တော့ပါဘူးသူကရွယ်မိလိုက်တာကိုသူမကလည်းရွယ်ဖြေလိုက်တာမလို့သူပြုံးမိသွားတယ်မခေါ်ရင်လည်းမလိုက်တော့ပါဘူးသူမကကားပေါ်ကဆင်ကသူ့ကိုတခြားမှလှည့်မကြည့်ပဲအိမ်ထဲကိုဝင်သွားခဲ့တာပါသူလည်းအဲ့ဒီအခါမှာကားကိုဗတ်ပြန်ဆုပ်ပြီးအိမ်ကိုပြန်လာခဲ့တယ်တထေပြန်လာပြီလားဒေါ်လုံးကသူ့ထောင်ကိုတမယာရီတစ်ခွက်ကမ်းပေးလာတာမလို့ယူပြီးတော့တောက်လိုက်တယ်အဖေပြန်ရောက်ပြီလားမရောက်သေးပါဘူးရှင်ဒါဆိုကျွန်တော်သွားနာတော့မယ်ညစာမစားတော့တာမလို့ကျွန်တော်အကြောင်းမရှိပဲလာမခေါ်ပါနဲ့ဟုတ်ကဲ့သိပါပြီကုံသွားတဲ့တမယာရီခွက်ကိုဒေါ်လုံးထပ်ပေးလိုက်ပြီးအခန်းထဲဝင်လာခဲ့တယ်အဲ့ဒီနောက်ဗီဒီယိုတွေကအင်ဂျီတစ်ထည်ကိုထုတ်ခါရေချိုးခန်းထဲကိုဝင်လာခဲ့လိုက်ပါတယ်ရေချိုးပြီးတော့ဆိုနေရဲ့ခေါင်းကိုတပတ်တစ်ထည်ပြေရှောက်အောင်လို့တုပ်ရင်သူ့ရဲ့အာယုံထဲသို့သူမမျက်နှာလေးကပေါ်လာရပြန်တယ်လေသူမလေးနဲ့တွေ့တော့သူ့ရဲ့စိတ်တွေကထူးဆန်းလွန်းလာတယ်သူမနဲ့သူတနေရာမှာရှင်းနီးနီးရှိတယ်လို့မျိုးခံစားနေရတာပါဒါပေမဲ့တေချာပြန်စဉ်းစားကြည့်လိုက်တော့လေစဝေးစဝါနဲ့မသိမကွဲဖြစ်နေပြန်တယ်ရုတ်တရက်ခေါင်းတွေထိုးကိုက်လာတာမလို့သူအိယာပေါ်ထိုင်ချကအန်ဆွဲရဆေးကိုယူပြီးတောက်လိုက်ရတယ်အဲ့ဒီအခါကျမှခေါင်းကိုက်တာတက်တာသွားခဲ့တာလေမင်းကတကယ်ပဲငါနဲ့ဘလို့ပတ်သက်နေရတာလေပို့ဒီနေ့အစောကြီးပါလားဟုတ်ပါမယူရင်ဟိုတထက်ကိုကြောက်လို့အစောကြီးလာရတာဟုတ်လားဟုတ်ပါပိုးသားငယ်တထက်ကသူ့ရုံးခန်းကိုခဏလာခဲ့ပါတဲ့ကျမသွားလိုက်ပါမယ်လောလဆာအလုပ်ကိုခဏရပ်ထားခဲ့ကသူ့ရဲ့ရုံးခန်းထဲကိုပင်ဝင်လာခဲ့ပါတယ်ကျမကိုခေါ်ရဲဆိုလို့ထိုင်ဒါကဒီလကောင်အပိသားရမယ်ဖိုင်တွေအခုက23ရက်ဆိုတော့ဂျားထဲမှာအချိန်တစ်ပတ်တော့ရှိတယ်အဆင်ပြေပါမလားရပါတယ်ကျမလုံနိုင်ပါတယ်တခြားပြောစရာမရှိတော့ခွင့်ပြုပါအောင်နေအောင်
နေ့လိုက်အားရင်ထမင်းအတူစားလို့ရမလားမရပါဘူးရှင်ကျမကမယူနဲ့အတူစားမှာပါဒီမှာကိုကမင်းရဲ့အလုပ်ရှင်နော်မင်းမညင်းပိုင်ဝင်မရှိဘူးအလုပ်ကိစ္စဆိုရင်တော့ကျမမညင်းပါဘူးအခုဟာအလုံးနဲ့မသက်ဆိုင်တဲ့ကိစ္စမလို့ကျမလက်မခံပါဘူးရှင်သူ့ကိုခက်ပြက်ပြက်ပြောခဲ့ပြီးသူမရုံးခန်းထဲကနေထွက်လာခဲ့တယ်ဂုံသူမရဲ့မာနရှိပုံလေးကိုသဘောကျသွားတာမင်းဘလောက်ပဲညင်းညင်းကိုကတော့မင်းနဲ့ရှင်းနီးအောင်လုပ်ရမှာပဲမတမားတဲ့နီလာအောင်အသုံးပြုရမယ်ဆိုရင်တော့မင်းကိုနားမှာရှိဖို့ကိုလူယုံမှာအဖြစ်ခံလိုက်မယ်ဝင်ခဲ့တထေးဒါမိုးတထေးအတွက်အထူးဖြော်လာတဲ့ကော်ဖီပါတောက်ကြည့်ပါဦးငါမအားသေးဘူးအဲ့နေရာစားထားခဲ့လိုက်တထေးကလည်းမိုးခညွညွပြောပြီးတော့တထေးနာကိုရှောက်လာကလက်မအောင်ဖွက်ဖွက်လေးပုတ်တက်လိုက်ပါတယ်မင်းဒါဘာလုပ်တာလဲတထေးကလည်းမိုးကမလှဘူးလားထွက်သွားဟင်မင်းကငါထွက်သွားလို့ပြောနေတာမင်းမကြောက်ဘူးလားအခုထွက်မသွားရင်ငါလုံချုံရေးခေါ်ပြီးတော့ဆွဲထုတ်ခိုင်းလိုက်မှာနော်တထေးအခုချက်ချင်းထွက်မသွားသေးဘူးလားပြီးတော့ထပ်ပြောလိုက်မယ်မနေ့ပြန်စပြီးမင်းအလုပ်ဆင်းစရာမလိုတော့နားလေလားသူထောက်လိုက်တော့မှမိုးဆိုတဲ့မိန်းကလေးပြေးထွက်သွားခဲ့တယ်အဲ့ဒီခါကျမှခုံလေးဘူးတစ်ချက်ကိုမှုတ်ထုတ်ရင်ခုံပေါ်ပြန်ထိုင်ချလိုက်တာပါမလွယ်ပါလားအခုခေတ်မိန်းကလေးတွေရတော့လေဒါမဲ့တော်ပါသေးတယ်သူမအဲ့လိုမိန်းကလေးမဟုတ်လို့တွဲပြီးတော့နာရီကိုတစ်ချက်ငုံကြည့်မိလိုက်တဲ့ရှင်နာရီလက်တံက12နာရီကိုညွန်ပြနေရမို့ကိုင်းကြီးကိုကောက်ကန်ကအပြင်ထွက်လာခဲ့ပါတယ်ပိုးသားငယ်အပြင်မှာအလုပ်ကိစ္စရှိလို့ကိုနဲ့ခဏလိုက်ခဲ့အောင်ပိုးထမင်းစားနေရမှာသူကခေါ်နေရမို့ထမင်းဆိုင်ကိုပြန်ဆင်းလိုက်ကသူ့နောက်ကနေပါလာခဲ့ရပါတယ်သူမောင်းတဲ့ကားလေးကနာမည်ကြီးထမင်းဆိုင်ရှိမှထိုးရက်သွားပြီးကုံကားပေါ်ဆင်းလို့သူမရှိရဆိုသွားပြီးတော့တကားဖွင့်ပေးလိုက်တယ်ဒါကထမင်းဆိုင်မဟုတ်ဘူးလားကျမကိုပြောတော့အလုပ်ကိစ္စဆိုစကားရှိလိုက်တာနောက်ကနေသာလိုက်ခဲ့သူမရောင်နာနာနဲ့သူဝင်သွားတဲ့နောက်ကိုလိုက်လာခဲ့ရတာပါအထက်ရောက်တော့သူကထမင်းဟင်းတွေမှားနေရမလို့သူမသိချင်းစိတ်ကိုမနေအောင်ထားရတယ်မင်းဘာထပ်မအောင်မလဲမလို့ပါဘူးရှင်ကျမကိုခေါ်လာတာအလုပ်ကိစ္စအတွက်လို့ပြောလိုက်သလားလို့ဟုတ်တယ်လေကိုကအဲ့လိုမပြောရင်မင်းကကိုနဲ့လိုက်မှာမဟုတ်ပဲရှင်ပို့ဒေါသထွက်လွန်လို့ရှင်းဆိုတဲ့စကားလုံးကိုသာပြောနိုင်မှာတော့တယ်တကားကိုဖြစ်ပိတ်ပါတော်ကြကျိုးသွားလို့ရော်ပေးနေရမယ်ကြော်လဲအေးတာပဲရှင်ဘာဖြစ်လို့ကျမကိုအပြင်ညာခေါ်ရတာလဲစွာလိုက်တာကွာကိုကအယောဖြစ်ပတ်စံတော့မလို့ချင်းမြို့ပဲကို့အပိုင်ဖြစ်သိမ့်ပိုက်ထားမှာရှင်ဘလို့ပြောနေရလဲကုမ္ပဏီရှိမှာနော်နည်းနည်းလေးအပြောဆိုစင်စင်မပေါ့ကုမ္ပဏီတစ်ခုလုံးရဲ့ CEO ဖြစ်ပြီးစကားအခုလိုလွတ်လွတ်စပယ်ပြောရလားကုံသူမရဲ့အပြောကြောင့်စပင်ကိုလက်ဖြစ်တတ်လိုက်ကပြုံးလိုက်ပြီမင်းမသိသေးဘူးထင်တယ်ကိုမင်းကိုပထမဆုံးစတွေ့လိုက်ကြရကိုမမင်းကိုပိုင်ဆိုင်ခြင်းစိတ်ကလွင်ကျနာကောင်းနေမှမရှိတော့အဲ့တော့အချက်တွေသိခါတွေလာမပြောနဲ့ကိုကမင်းနဲ့ပတ်သက်လိုက်အချက်မရှိဘူးရှင်ဘလို့လို့လဲအရာရာကိုရှင်တဘောအတိုင်းဖြစ်စေရမယ်လို့ပြောလိုက်တာလားဟုတ်တယ်ရှင်ယူနေပြီဟုတ်တယ်ကိုမျိုးကိုရှစ်တဲ့စိတ်ကြောင့်ဘာကုန်းမှမမြင်နိုင်အောင်ယူသွတ်နေပြီကျမမှရှစ်နေတဲ့သူရှိတဲ့အတွက်ရှင်ကိုပြန်ပြီးတော့မရှစ်နိုင်ဘူးအဲ့တော့အခုရေကနောက်ဆုတ်ထားလိုက်ပါခုံသူမမှရှေ့ရတဲ့သူရှိတယ်လို့ပြောတန်ကိုကြားလိုက်ရတော့ဒီကုလုံးရှိဒေါသတွေသွေးတွေပုတ်ပွက်ဆူလာရပါတယ်ဘာတူလဲအဲ့ကောင်ကဗမာနေရလေရှင်ကဘာလို့မလို့လဲသူ့ကိုသွားတတ်မလို့ရှင်သူနဲ့စကားပြောရတာလက်ပေါက်ကလာတာမလို့ဘာစကားမှထပ်မပြောတော့ဘူးသူမကုမ္ပဏီထဲဝင်လာခဲ့ပါတယ်သူမမှရှစ်သူရှိတယ်လို့ပြောလိုက်နောက်များဆုတ်သွားလိမ့်မလားလို့ထင်ခဲ့ပေမယ့်လက်တွေမှာအထင်နဲ့အမြင်ကတက်တက်ဆင်အောင်ကိုလွဲသွားခဲ့ရတာလေပို့မျက်နှာလေးစူပုတ်နေရပဲဘာဖြစ်လာလို့လဲဘာမှမဖြစ်ပါဘူးမယူရဲ့မယူကိုပြောပြီးသူမခုံမဝင်ထိုင်လို့ဖိုင်တွေကိုစစ်နေလိုက်တယ်အတန်ကြာမှသူဝင်လာကသူမဘက်ကိုတစ်ချက်ကြည့်ပြီးအထက်ဝင်သွားခဲ့တာပါဟယ်လိုဖိုးသားငါပုံပို့ပေးလိုက်မယ်သူ့เจ้าနေအကုန်သိကြတယ်သူဖုန်းထဲကသူမရဲ့ပုံကိုဖိုးသားစီကိုပို့ပေးလိုက်တယ်အတန်ကြာတော့ဖိုးသားစီကသူမရဲ့အချက်လက်အပြည့်စုံကိုတွေ့လိုက်ရပါတယ်ဒါအပြင်အောက်ဆုံးမှာရေးထားတဲ့စာတကြောင်းကြောင့်သူ့ရဲ့မျက်ခုံးထူထူတွေတွန်းသွားရတယ်သူမကသူ့တစ်ချိန်ကရှစ်ခဲ့ရတဲ့မိန်းကလေးဆိုပါလားဒါဆိုသူကအတိတ်မှာရောပြစ်ဆုတ်ပါမှာပါသူမကိုရှစ်နေမိတာပါလားဟွန်းမင်းကကိုနဲ့ရေဆက်ပါတယ်ကလေးမရေဆက်မပါလေကိုကရအောင်ယူမှာတထေး2 နာရီအစည်းအဝေးရှိပါတယ်ခဏနေလာခဲ့မယ်သူအတွင်ရင်မူထွက်သွားတာနဲ့သူ့ကုံအင်ကြီးကိုယူကထွက်လာခဲ့တယ်မယူတထေးရောအစည်းအဝေးရှိလို့တဲ့ဘာဖြစ်လို့လဲပိုဒီနေ့အလုပ်ဆော့ဆော့ဆင်းချင်လို့အေးသွားလေတထေးမင်းရင်အမကြည့်ပြောလိုက်မယ်ကျေးဇူးတော်အမပိုးသွားပြီမယူကိုအကျိုးသိမ်အကြောင်းသိမ်ပြောပြီးထမင်းဆိုင်ရှင်းလို့ဆွဲကကုမ္ပဏီထဲကနေလေးထွက်လာခဲ့တယ်
ဂုံအစည်းအဝေးပြီးလို့ပြန်လာတော့သူမရှိရာစီကိုအကြီးကရောက်သွားတယ်လေဘာဖြစ်လို့လဲတထေသူနောက်ကပါလာတဲ့အတွင်းရင်မှုလေးကမေးလာတာကြောင့်သူ့အသိဝင်လာရပါတယ်ဘာမှမဖြစ်ဘူးမင်းလည်းလှုပ်ရှားရှိတာသွားလို့တော့လေဟုတ်ကဲ့သူခန်းထဲဝင်လာပြီးသူမရှိရာစီတို့ထိုင်ကြည့်နေပေမဲ့လေတချိန်လုံးပေါ်မလာတာကြောင့်အပြင်ပြန်ထွက်လာခဲ့မိတယ်သူမနဲ့ရင်းနှီးတဲ့ယူဆိုတဲ့မိန်းကလေးရဲ့အနီးမှာရက်လိုက်မိပြီးမျက်ခုံးကိုတစ်ချက်ရှစ်ခါပိုးသားငယ်ရောဘယ်တော့ရလဲယူအလုံးလုံးနေရမှာအနားကိုလာရက်ကပိုးချောင်လာမီးနေတဲ့တတိကြောင့်တစ်ချက်ပြုံးလိုက်မိပါတယ်ပိုးကအိမ်မှာအရေးကြီးကိစ္စရှိလို့ပြန်သွားပါတယ်တတိခိုင်းစရာရှိလို့လားယူကိုခိုင်းလို့ရပါတယ်ခိုင်းစရာတော့မရှိပါဘူးဟုတ်သူမှမရှိဘူးလို့ကြားရတာနဲ့သူ့ရဲ့ရှီလန်းတွေကအပြင်ကိုရောက်သွားပြီနေလျာကိစ္စသူ့ဘက်ကနည်းနည်းလွန်သွားတာကြောင့်သူမကိုတောင်းပန်ဖို့အတွက်သူမတို့အိမ်ကိုရောက်သွားပြီမေသူမကိုအိမ်မှာမတွေ့ရတော့ပါဘူးချိန်အတော်ကြာတဲ့အထိသူမတို့အိမ်ရှိမှစောင့်နေပြီးသူမရဲ့အရေးအယောင်တော့မှမတွေ့ရတာမို့ပြန်လာခဲ့မိတယ်မင်းနဲ့ကိုတွေ့တာတိတ်မကြသေးပေမဲ့ကိုမင်းကိုတကယ်ရှိတယ်ဆိုတော့မင်းရောင်လို့ကိုတက်တည်ပြပါမယ်ရှာတရဲ့တထေဒါအရင်ကနေခဲ့တဲ့တိုက်ခန်းမှာမင်းသွားတော့လေငါတိုက်ခန်းကိုတစ်ချက်ကြည့်လိုက်အောင်မေဟုတ်ကဲ့အတားကြီးတော့မနေပါနဲ့နော်တထေးတည်သွားရင်ကျွန်တော်အလုပ်ထုတ်ခံရလိမ့်မယ်ငါသိပါတယ်သွားတော့ဂုံအခန်းတော့ကိုကြည့်နေအောင်လို့ဆိုပြီးတော့တကားကိုဖွင့်လိုက်တယ်လူမနေတာကြားပြီးဖြစ်လို့အခန်းတစ်ခုလုံးပင်ကိုမြင်တွေဖုန်နေရှုပ်ပွားနေပါပြီသူကားစီးနဲ့ဖြစ်ပြီးကြတဲ့သူဖခင်ကအဲ့ဒီအခန်းကိုတော့ပိတ်ပြီးသူ့ကိုမလာစေဖို့အတွက်အမိန့်ထုတ်ထားတယ်ဒါကြောင့်ဖခင်မရှိတော့အခန်းတော့ကိုခိုးကလာခဲ့ခြင်းပါတခန်းလုံးကိုပတ်ကြည့်ပြီးထူးခြားတာရှိမလားလို့လှည့်ပတ်ရှာကြည့်ပေမဲ့လေသူ့တိတ်ကိုပြန်လဲသတိရစင်ပဲပစ္စည်းတစ်ခုတလေကိုတော့မှမတွေ့ရပါဘူးဘဲကဆရှာရမလဲလို့အကြမ်းအိုက်နေရဲ့ရှင်ကြက်တကောင်ကအန်ဆွဲတွေကထွက်လာတာကိုမြင်လိုက်ရမလို့အဲ့ဒီအန်ဆွဲကိုဖွင့်လိုက်မိတယ်အထဲမှာတွေ့ရတာကဒနာရီစာအုပ်ကလေးတော့ရဲ့အစိမ့်စိမ့်အမောင်မှာဖြစ်နေတဲ့မှန်ကွဲနေတဲ့ဖုံးတစ်လုံးရဲ့ကိုတွေ့လိုက်ရတယ်ဂုံစာအုပ်ကလေးနဲ့ဖုံးကိုအိတ်ကတ်ထဲကိုလှည့်မြန်စွာထည့်လိုက်ပြီးအခန်းတကားကိုဟမ်မပြတ်ပြန်ပြီးတော့ပိတ်လိုက်ပါတယ်တောက်ဆိုဖို့သားကားနောက်ခန်းထဲမှာပါလာရင်သူ့အိတ်ကတ်ထဲကိုထည့်ပြီးတော့သေးလာတဲ့ဒနာရီစာအုပ်ကလေးကိုဖွင့်လို့ဖတ်လိုက်မိပါတယ်စာထဲမှာသူမနဲ့သူစတွေ့ချိန်ကနေသူနိုင်ငံသားသွားတဲ့ဒီအလုံးကိုအသေးစိတ်ရေးထားတာဒီစာကိုဖတ်ပြီးတော့သူ့ရဲ့ခေါင်းထဲမှာအတိတ်ကအကြောင်းအရာတွေကိုမှတ်မိလာသလိုလိုမမှတ်မိသလိုလိုဖြစ်နေရတယ်စာအုပ်ကိုအိတ်ကတ်ထဲသို့ပြန်ထည့်လိုက်တဲ့ရှင်ဖုန်းကိုဆန်းလိုက်မိတာမလို့ထုတ်ကဖိုးသားထံကိုလှမ်းပေးလိုက်ပါတယ်ဖိုးသားငါ့ကိုဒီဖုန်းလေးပြန်ပြင်ပေးစမ်းပါဟုတ်ကဲ့ဘယ်လောက်ပဲကုန်ကုန်ရှောင်းအောင်ပြင်ခဲ့ပြီးတော့ဒီအကြောင်းတွေကိုအဖေမသိစေနဲ့စိတ်ချပါတတိအိမ်ကိုပဲမောင်းသူ့အိမ်သို့ပြန်ရောက်တော့အနီးအောင်ပြိုင်ကားလေးတစ်စီးကရက်ထားတာကိုတွေ့လိုက်ရတယ်ကြည့်ရတာမာရီသူ့အိမ်ကိုရှောင်းနေပြန်ပြီးထင်ပါရဲ့သူဘလောက်ပဲမကြိုက်ဘူးလို့ညင်ရင်သူမတောက်တဲ့ကောင်လို့သူ့နာကိုကတ်နေရကြဂုံစိတ်ညစ်ရပါတယ်ဒါအပြင်ဖခင်ဖြစ်သူကပါသူမကိုပါစားပေးထားတာမလို့သူမကဘာကိုမှအကြောင်းရမရှိတော့ပါဘူးဂုံဖနက်ကိုစင်မော်ကိုတင်လိုက်ပြီးအဲကန်းထဲကိုလှမ်းကြည့်ပြီးတော့သူထင်တဲ့အတိုင်းပဲမာရီနဲ့ဖခင်ဖြစ်သူကစကားပြောနေရမို့မသိတင်အောင်ဆောင်ကအပေါ်ကိုတက်ဖို့ပြင်းလိုက်တယ်။အုံမိန်ရှင်ကလည်းဒါကိုသိရဲ့လေ။ဒါကြောင့်ပဲသားဖြစ်သူကိုလှမ်းခေါ်လိုက်က။သားကုံဒီမှာသမီးမာရီကမင်းနဲ့ပြောစရာရှိလို့တဲ့စောင့်နေတာ။ကျွန်တော်ဘက်ကဘာမှပြောစရာမရှိဘူးဖေ။ပင်မနေလို့တောင်းလာတော့မယ်နော်။စကားကိုယတိပြက်ပြောပြီးဂုံခန်းထဲဝင်သွားခဲ့ပါတယ်။မာရီရဲ့ဦးတောင်းမှမာတယ်။သားအမြဲအဲ့ဒီလိုပဲ။သူလို့ရှင်ရကိုရှောက်လို့တက်တာမလို့စိတ်ထဲမထားပါနဲ့နော်။ရပါတယ်ဦးရဲ့မာရီစိတ်မဆိုးပါဘူးနေသားကြနေပါပြီ။ကျေးဇူးပါသမီးရဲ့။ဦးမိတ်ရှင်ဟန်မပြတ်စွာစကားပြောနေပေမဲ့လေစိတ်ထဲမှာသားဖြစ်သူဒေါသတွေထွက်လုံးလို့ပိတ်ရိုက်ပြစ်ရှင်နေမိတယ်။သူနဲ့လက်ထပ်ပေးမဲ့မင်းကလေးကိုတော့ဒင်းကမတန်ဆက်ဆံပြီးပိုးကြလွန်းတာမလို့မာရီကိုပို့ပြီးတော့မျက်နှာပူမိတယ်။ဒါဆိုမာရီကိုခွင့်ပြုပါအောင်အန်ကယ်။အေးသမီးမာရီပြန်သွားတော့မှဦးမိတ်ရှင်အိမ်ပေါ်တက်လာကသားဖြစ်သူရဲ့အခန်းတကာကိုခောက်လိုက်ပါတယ်။အခန်းတကာဖွင့်လိုက်တာနဲ့ခုံထောင်လက်သီးတစ်ချက်ကအရင်ပြေးဝင်လာခဲ့တယ်လေ။ဘာလို့တာလဲဖေ။နာကျင်သွားတဲ့မျက်နှာကိုလက်ဖြစ်ထိခုံဖခင်ကိုမေးလိုက်တာပါ။ဘာဖြစ်လို့လဲဟုတ်လား။မင်းမေးရသေးရဲ့နော်။သမီးမာရီလာတိုင်းမင်းသူ့ဘောအဲ့လိုမျိုးအရှုပ်ရှုပ်နေတာဘယ်နှခါရှိနေပြီလေ။မမေးနဲ့။ तू ကမင်းလက်ထက်ရမယ်ဆိုတော့သမီးလောင်ဆိုတော့ကျွန်တော်ဘက်ကသဘောတူခဲ့လို့လားဖေ။အဲစိတ်ဆက်တဲ့ကိစ္စဆိုတာကလေအဖေနဲ့သူမိဘတွေပေါင်းပြီးတော့စီစဉ်ကြပဲမလား။ကျွန်တော်မပါဘူးလေ။မင်းမငင်းပိုင်ခွင့်မရှိဘူးကျွန်တော်အသက်မငယ်တော့ဘူးဖေ35နှစ်ပြည့်နေပြီအဲ့တော့ကိုဘွားရဲ့လက်တော့ပေါ့ကိုဘာသာစိတ်ကြရွေးချယ်ခွင့်ပေးပါမင်းကငါစိတ်ကြရွေးချယ်ခွင့်ပေးလိုက်မင်းအရင်ကလိုဘာမဟုတ်တဲ့အစင်တမ်းမရှိတဲ့မိန်းကလေးကိုပဲထက်ရွေးမှာမဟုတ်လားဟုတ်တယ်ဖေကျွန်တော်ရှိတဲ့သူကစင်ရဲယုံသားမက
ကိုလိုက်အင်ကအပြည့်စုံမပါဘူးဆိုရင်တော့ကျွန်တော်ဘက်ကရှင်းနေရအောင်ယူမှာဦးမိန်ရှင်သားဖြစ်သူရဲ့ပြတ်သားစွာပြောနေတဲ့စကားကိုနားထောင်ပြီးစောင့်ကြည့်နေလိုက်ပါငါကလည်းမာရီယာလွင်မင်းတို့တခြားဘယ်မိန်းကလေးနဲ့မှသဘောတူမှာမဟုတ်တဲ့တော့မင်းဘလောက်ကြိုးစားအရာထင်မှာမဟုတ်ဘူးကျွန်တော်ကလည်းစိန်ခေါ်ရင်ဖွာမခတ်တတ်ဘူးနော်အဖေစောင့်ကြည့်ရသေးတာပေါ့ကောင်းပါပြီကျွန်တော်ကလည်းကျွန်တော်သဘောကျနေမိန်းကလေးကိုမရရအောင်ယူမှာမာရီမဟုတ်ရင်ငါကလည်းလက်မခံနိုင်ဘူးဦးမိန်ရှင်သားဖြစ်သူကိုတစ်ချက်ကြီးကပြန်ထွက်လာခဲ့တယ်သူကတော့သားဖြစ်သူကိုအစင်အတန်မြင်ပါပြီးကြော်ဝါရှမ်းသာတဲ့သမီးမာရီနဲ့သာသဘောတူတာမလို့ဂုံသဘောကျတဲ့မိန်းကလေးကဘလို့ပုံပဲဖြစ်ဖြစ်သဘောတူနိုင်မှာမဟုတ်ပါဘူးသူသားကောင်းစားဖို့အတွက်ဒီဇလန်းမှာဘီလိန်နီယာကနေတရုတ်ဆောင်ရမယ်ဆိုရင်တော့သူဝင်လေးမှာမဟုတ်ဘူးလေဒါသားတယောက်ကိုရှိတဲ့ဖခင်တယောက်ရဲ့အတ္တဆိုရင်လေမှားလိမလားပဲပိုသားငယ်လာရင်ငါစီကိုလွတ်လိုက်ဟုတ်ကဲ့တထေးသူမကိုသူမတွေ့ရတာ3ရက်လောက်ရှိပြီမလို့အလုပ်ကိုစရောက်ကြရဝန်ထမ်းတွေကိုမှားထားခဲ့ပြီသူကတော့အခန်းထဲကိုဝင်လာပြီးသူမအလာကိုစောင့်နေလိုက်ပါတယ်တထေးဒါနှစ်ကုန်စင်းရင်တွေပါအပီးသက်စရာလေးရှိလို့တစ်ချက်ကြည့်ပြီးတော့လက်မှတ်ထိုးပေးပါလားကောင်းပြီဂုံအိတ်ကတ်ထဲကရွှေရောင်ဘောပင်ကိုထုတ်ကစာရွက်ကိုတစ်ချက်စစ်ကြည့်ပြီးလက်မှတ်ထိုးပေးလိုက်ပါတယ်ခွင့်ပြုပါအောင်တထေးသွားလို့ရပြီအတွင်းရဲ့မှုကသူ့စီဟာခွင့်ပြုချက်ရတာနဲ့လှည့်ထွက်သွားပါတယ်နေရောဗျာပိုသားငယ်မလာဘူးလားအော်သူဒီနေ့ခွင့်ယူထားတဲ့တထေးဟုတ်လားမင်းသွားလို့ရပြီဂုံစပွဲပေါ်လက်နှစ်ဖက်ထောက်ပြီးသူမကိုဘလို့အမိဖမ်းရမလဲလို့တွေးနေမိရဲ့သူမကသူနဲ့မျက်နှာချင်းမဆိုင်ပဲရှောင်ပုန်းနေမှာတော့သူကလေသူမနဲ့ကစားပေးရမယ်မဟုတ်လားအတွေ့အနဲ့အတူကျင်းနေသွားကသူ့ရဲ့ရှော့မွေးတဲ့မျက်နှာမှာအပြုံးလေးတစ်ခုကဖြစ်ထွန်းသွားခဲ့ရပါတယ်ပိုကုမ္ပဏီထဲကိုမဝင်မီပတ်ဝန်းကျင်ကိုမျက်စိထောက်ထောက်ကြည့်လိုက်မိပြီဘသူမှမရှိရသေးချာနဲ့အထက်ကိုခတ်တော့ဝင်လာခဲ့ပါတယ်သူမကုမ္ပဏီထဲကိုဝင်လာခဲ့တော့တခြားဘသူမှမရှိပဲသူမတယောက်တည်းသာရှောင်းနေရမလို့ထိုင်ကုန်ရှိရာစီကိုလာခဲ့တော့လူတို့ဦးကကြောပေးရက်နေရကိုတွေးလိုက်ရမလို့ခြေလမ်းတို့တုံသွားရတယ်လေမဟုတ်မှလွယ်ရောသူများလားမဖြစ်နိုင်ပါဘူးသူမကသူနဲ့မတွေ့ကြလို့အစောကြီးလာတာတော့မှဘလို့လဲကို့ကိုတွေ့လိုက်ရလို့စိတ်ပြတ်သွားလားရှာတေးဟင်သူ့နှုတ်ဖျားကထွက်ကြလာတဲ့ရှာတေးဆိုတဲ့အသုံးတော့ကြောင့်ပိုးရင်နဲ့ခုံပေါက်သွားရပါတယ်ပါလေရှာတေးလို့ခေါ်လို့လန်သွားလားခုံအဖြစ်လဲအမိတ်ရှင်သူ့ရှေ့ကကောင်မလေးကိုရှစ်စနိုးဖြစ်စားလိုက်မိရပါသူ့အတိတ်ကအကြောင်းအရာတွေအကုန်မမှတ်မိပေမဲ့သူ့နာမည်အမိတ်ရှင်ဆိုတာကိုတော့သတိရမိတယ်မဟုတ်ပါဘူးရှင်ကကျမနေရာမှာဘာလုပ်နေရလဲပိုခုံပေါက်သွားတဲ့ကိုယ့်ရဲ့ရင်ခုံတော့ကိုပြန်ဆုံးပါပြီမျက်နှာကိုခက်တီတီလောက်ကပြန်ပြောလိုက်ပါတယ်မသိပါဘူးမင်းကကိုနဲ့မတွေ့ရတာကြာပြီပြန်တွေ့လိုက်ရတော့ရှင်မြခုံသွားသလားလို့လဲသေးလိုက်ဖဲဘာကိစ္စမှမရှိရင်ကျမအလုပ်လုပ်တော့မယ်အခုမှအစောကြီးရှိသေးတာရုံးချိန်တောင်မဟုတ်သေးတော့ဘာလို့အလုပ်လုပ်မှာလဲရှင်နဲ့စကားမပြောချင်လို့လေမျောဝိုင်းကြီးတွေနဲ့တခြားမောကြီးကသူ့ကိုခက်ဆွဆွပြောနေသူမပုံစံလေးကြောင့်မင်းကသာကို့ကိုစကားမပြောချင်တာတခြားမိန်းကလေးတွေကတော့ကို့ဆိုစကားပြောချင်လို့ကိုတောင်းမှပတ်ပြေးနေရတယ်ဒါဆိုလဲအဲ့ဒီမိန်းကလေးတွေစီတွားလေကျမကိုလာမရှုံးနဲ့ဟောအဲ့ဒါတဝင်တိုးသွားလားမဟုတ်ပါဘူးရှင်နော်ကျမကိုပေါ်တော့ကြီးကလာပြောပြီးတော့စမနေနဲ့ရှင်လို့ကျမဘာလို့တဝင်တိုးရမှာလဲအဖိုးကြီးရဲ့ဘလို့ခေါ်လိုက်တယ်အဖိုးကြီးလို့ပြောရလေနာသွားလားသူမကဂယုံမဆိုင်တဲ့မျက်နှာပေးလေးနဲ့သူ့ကိုကြည့်ကပြောလာတာမို့သူအသေးရသွားကသူ့ရဲ့ပါးပင်နုနုလေးကိုတစ်ချက်နမ်းလိုက်မိပါတယ်ဟင်ရှင်ဘာလုပ်တာလဲပိုသူနမ်းလိုက်တဲ့ပါးပင်လိုလက်ဖြစ်ကိုင်းရင်မေးလိုက်မိပါတယ်အဲ့ဒါအလျော်ပြန်ယူတာမင်းဘာလို့ကို့အဖိုးကြီးလို့ခေါ်လဲကို့တက်ကအခုမှ35ပဲရှိသေးတာနောက်တစ်ခါကို့အဖိုးကြီးလို့ထပ်ခေါ်ရင်ထပ်နှမ်းပါမင်းတတိချင်းခေါ်ကြည့်လိုက်ရှင်သူမကိုအနိုင်နဲ့ပိုင်းပြီးတော့ပြောခဲ့ပြီးအမေကသူ့ရဲ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်ပိုးမသာရှက်လေးရှက်ဒေါသလေးထွက်နေဘာလို့ရမှမသိပဲဆွတ်ဆွတ်ခုံပြီးတော့ကြမ်းခဲ့ရတာဟဲပိုးအလုပ်ပြန်ဆင်းပြီလားဟုတ်တယ်မယူရဲ့အမလေးငါညီမအလုပ်ဆင်းမှာပါပဲမဟုတ်ရင်တတိယပိုးသားငယ်မလာဘူးလားနဲ့မင်းနေတာကြာရင်ပါစပ်အမြုံထွက်တော့မင်းအလုပ်ခိုင်းမလို့နေမှာပေါ့မယူရဲ့အမထင်တော့မဟုတ်တော့ဘူးတတိယပိုးစိတ်ဝင်စားနေရထင်တယ်မဟုတ်တာအမရဲ့တော်ကြသူများတွေကြားသွားပို့အပြစ်ပြောနေပါမယ်အေးပါအမမပြောတော့ပါဘူးဟုတ်ပြီလားကျေးဇူးနော်အမအေးပါရှူသူ့နဲ့ဘေးကအလုံးလုံးနေတဲ့ကောင်မလေးကိုကြည့်ပြီးရှင်နေရဂယုဏစိတ်တော့ဖြစ်ပေါ်လာရတယ်ကုမ္ပဏီတစ်ခုလုံးကသူမလေးဆိုအနိုင်ကျင့်ကြတယ်အကြောင်းကတော့သူမလေးကရုပ်လေးပန်းပြပြီးလက်ဖက်ရည်ဆိုင်ထိုင်တဲ့ကောင်လေးတွေကိုမြှူဆဲလို့တဲ့ယူကတော့သူမကိုစမြင်ကြရဘယ်ဘဝရေစက်ကြောင်မှမသိပဲကိုညီမအရင်လေးလိုခင်ထွဲမိတာပါ
မယူဟေးဒါလေးညီမလေးထမင်းစားရအောင်လေအော်အေးလာပြီသူမထမင်းဆိုင်ကိုဖွင့်လိုက်တဲ့အချိန်စွန်းအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ရှာလိုက်ညီမလေးဟုတ်ရတယ်မပိုးစွန်းသွားစစ်လိုက်မယ်အမရင်စားနေလိုက်နော်ပိုးအောက်ကျသွားတဲ့စွန်းကိုကင်ပြီးဘေးစင်ရှိရာစီကိုရှောက်လာခဲ့တာပါဟဲ့နင်တို့သိလားပိုးသားငယ်ဆိုတဲ့မိမလက်ဖက်ရည်ဆိုင်ရာကောင်လေးတွေကိုမြှူဆွေုံနေအားမရဘူးအခုငါတို့ရဲ့စီးရိုပါအပိုင်ဖမ်းချင်နေရတဲ့ဟဲ့ဟုတ်ရဲ့လားနေရကွယ်မရင်ပိုးအထက်ကအတန်တို့နားဆွနေမိပါတယ်အော်တကယ်ပါဆိုအမိမသူ့ရဲ့လှပတဲ့ရုပ်ရည်လေးကိုဖမ်းပြပြီးမြှူဆွေနေရနေကဘလို့သိရလဲငါမနက်ကအလုပ်လာတော့သူတို့နှစ်ယောက်ပြောနေရကြားခဲ့ရတာဟဲ့မထင်အောင်နော်အမေသူ့ရုပ်သူ့ရည်နေရမဖြစ်နိုင်စရာလားဘသူကငါကုမ္ပဏီရဲ့လာပြီးတော့အတင်းပြောနေရလေအကုန်ငါရုံးကနေလိုက်ခဲ့ဟင်ကဲစိုးစမ်းမအောင်ဘလို့ဖြစ်လို့သူ့ကိုမဟုတ်တာတွေရှောက်ပြီးတော့ဆွဆွဲနေရတာလေအမေသူ့ရှိမှရနေတဲ့မိန်းကလေး၃ယောက်ကိုကြည့်ပြီးတော့မေးလိုက်တာပါဟိုကျမတို့ကိုခွင့်လို့ပါတည်းမသိလို့ပြောမိရမလို့တစ်ချိန်လောက်တော့ခွင့်လို့ပေးပါဟုတ်ပါတယ်ကျမတို့တစ်ခါလောက်တော့ခွင့်လို့ပေးပါနော်ငါရဲ့ရာဇဝင်မှာအမှားလုပ်တဲ့သူကိုခွင့်လို့ယူထုံးစံမရှိဘူးအဲ့တော့မင်းတို့အမှားအတွက်သူ့ကိုတောင်းပန်ပြီးတော့အလုပ်ထွက်ဖို့ပြင်ထားကြတထည့်ငါစကားကိုနှစ်ခါထပ်ပြောတာမကြိုက်ဘူးနော်ဟုတ်ကဲ့အဲ့ဒီမိန်းကလေး၃ယောက်ထွက်သွားမှပဲအမေသူမရှိကိုရှောက်လာကမင်းကဘာလို့သူတို့ပြန်မပြောရတာလဲကျမကိုဘလို့ပြန်ပြောစေချင်လို့လဲအမှန်တရားကိုပေါ့မင်းကကိုကိုမြှူစရာမဟုတ်ပဲကိုဘက်ကအရင်စတာဆိုတဲ့အကြောင်းကိုပေါ့မပြောချင်ပါဘူးတခြားဘာကိစ္စမှမရှိရင်တော့ကျမသွားတော့မယ်နေပါဦးနေ့လေကြရင်ကိုနဲ့အပြင်ကိုလိုက်ခဲ့ရမယ်စက်ရုံနေရာသွားကြည့်မလို့ဒီတခါတော့ကျမကိုမလိမ်ဘူးမို့လားကိုရုပ်ကလိန်ပြောတဲ့ရုပ်ပေါက်နေလို့လားဟုတ်တယ်ဟာသူမဟုတ်တယ်လို့ပြောကသူ့ကိုယူတွန်းပြီးတော့ထွက်သွားခဲ့တာလေရှားတဲ့ရေမင်းကအချိန်တိုင်းကို့ကိုရင်ခွန်အောင်လို့ပြူစားလုံးနေတော့ကိုမင်းကိုအပိုင်နောင်မှသိမ်းကျင်လာပြီတထဲဟမ်ဘာလဲတထဲရဖုံးဆက်လာပါတယ်နေ့လေကြရင်မာရီယိုဆိုတဲ့အမလာမမလို့ဘဲမှမသွားပဲစောင့်နေပါတဲ့ငါမအားဘူးသူလာရင်ငါခီးသွားတယ်လို့ပြောလိုက်ဟုတ်ကဲ့ငါလက်ဆက်သက်စရာအလုပ်တွေရှင်တခါလေးယူခဲ့ပြီမရှိပါဘူးဗျဒါဆိုမင်းသွားတော့လေအတွင်ရဲမှုထွက်သွားတော့မှပဲခုံပေါ်ထိုင်ပြီးတော့နာယုံငုံကြည့်နေမိတယ်ဟယ်လိုအော်ဟုတ်တယ်ဗျအခုလားရပါတယ်လာခဲ့မယ်လေသူသွားကြည့်မဲ့စက်ရုံပိုင်ရှင်ကတခြားအလုပ်ကိစ္စသွားစရာရှိတာမို့ရှိန်ထားတဲ့အချိန်ထက်စောခေါ်ခြင်းဖြစ်ပါတယ်ပိုးသားငယ်သွားမယ်သူမကိုဝင်ခေါ်ပြီးသူကားပါကင်ရှိရာစီကိုထွက်လာခဲ့မိတယ်သူမနဲ့သူအတူတွဲပြီးတော့ထွက်သွားတာကိုတရုံလုံးကဝန်ထမ်းတွေကဝိုင်းကြည့်နေကြတာအမိန့်သိပေမဲ့မသိကြိုးကြုံပြုတ်နေလိုက်ပါတယ်တက်ကားပေါ်သူတို့မောင်းလာတဲ့ကားလေးကမြို့ပြင်ကစက်ရုံတရုံအရှိမထိုးရက်သွားခဲ့တာလာဗျာကျွန်တော်ကိုမင်းကိုစောင့်နေတာဟုတ်လားအထက်ဝင်ကြည့်ရအောင်လေအမေရဲ့ထဲကိုဝင်လာကစက်ရုံပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်ပါတယ်မဆိုးပါဘူးဒါဆိုကျွန်တော်တို့မနှက်ပြန်စားချုပ်ချုပ်ကြတာပေါ့ကောင်းပါပြီဗျာအမေကိုစီအားနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်ကိုမိန်သူလေးကဘာတူလဲဗျအော်သူလားမကြခင်ကျွန်တော်ရဲ့စရိုသမီးဖြစ်လာတော့မှလေအားစားလိုက်တာဗျာခမရဇနီးငယ်ငယ်ချော်ချော်လေးရှာထားတာပဲဟုတ်ပါဒါဆိုကျွန်တော်ကိုခွင့်ပြုပါအောင်ဗျဟုတ်ကဲ့ပါမင်းတခုခုစားအောင်မလားမစားတော့ပါဘူးဒါဆိုလဲအိမ်ပြန်လာလိုက်တော့လေဟုတ်ကဲ့သူတို့စီးလာတဲ့ကားလေးကလူပြတ်တဲ့နေရာတစ်ခုမှာထိုးရက်သွားခဲ့ပါတယ်ကားကဘာဖြစ်တာလဲဟင်မသိဘူးကိုကြည့်လိုက်အောင်မေဒီလိုနဲ့သူကားပေါ်ကဆင်ကကားရှေ့ပုံကိုဖွင့်ကြည့်ပြီးမြဲဘာမှပြတ်တာမတွေ့ရမလို့ကားထဲကိုပြန်ပြီးတော့ဝင်လာခဲ့ပါတယ်တွေ့လားဘာဖြစ်တာလဲကားကောင်းတွေကတော့ဘာမှမဖြစ်ဘူးတခြားဘာများပြတ်ဘာဖြစ်တာလဲသိပြီလားကားစီကုံသွားတာရှင်ဘယ်လိုလုပ်ကြမှာလဲသူပဝင်းကျင်ကိုတစ်ချက်ကြည့်ပြီးတော့အပြင်မှာမှောင်ရိပ်တန်းနေပြီအကူညီတောင်းရအောင်ကလည်းအနီးတစ်ဝိုက်မှာဖြတ်သွားဖြတ်လာဆိုတဲ့ဆိုင်ငယ်လေးကားလေးတောင်မှမတွေ့ရပါဘူးနေရောကိုဖိုးသားစီဆက်ပြီးတော့လာခေါ်ခိုင်းလိုက်မယ်ကျမအိမ်ပြန်နောက်ကျရင်အမေကမျှော်နေတော့မှာကိုအချိန်မီပြန်ပို့ပေးပါမယ်သူ့ဖုန်းကိုထုတ်ကဖိုးသားစီကိုခေါ်ပြီးတော့သူတို့ကြိုဖို့အတွက်ကားကိုလှုပ်ခိုင်းလိုက်တယ်လေအချိန်တွေကတဖြည်းဖြည်းနဲ့အမောင်ဘက်ကိုကူးပြောင်းလာပြီးပဝင်းစင်တတိုင်းတိတ်ဆိတ်သွားခဲ့ပါတယ်ကျိုးတရက်ကြီးဆွဆွငငယ်အိုးလိုက်တဲ့ခွေးယူတန်းကြောင့်ပိုးရက်ကိုလေးတစ်ချက်တုံကအနီးရှိသူ့ရဲ့ရင်ဝင်ထဲကိုတိုးဝင်သွားပြီးဖတ်ထားမိပါတယ်ကြောက်နေရလားကိုရှိရနော်ရှာတိတ်သူမရဲ့ကြောပင်လို့ပုတ်တက်ရင်သူပြောလိုက်မိတာသူ
သူမကတော့သူ့ရင်ခွင်ထဲမိပြီးဘာသာမှထွက်မလာတော့တာမလို့သူငုံကြည့်ပြီးတော့မျက်တောင်လေးစင်ကအိပ်ပျော်နေပါပြီဟောဗျာအစောကလေးကမှခွေးဥတန်ကြားပြီးတော့ကြောက်နေသေးတာအခုတော့ဘလောက်မှမကြသေးပဲနဲ့အိပ်ပျော်သွားခဲ့ပြီလေလားသူ့ရဲ့စိတ်ထဲတွေးလိုက်မိပြီးသူမမျက်နှာလေးပေါ်ပြိုစင်းနေတဲ့ဆန်ရွယ်လေးတွေရောအသားလေးယူပြီးတော့သူမရဲ့နှွေးရနောက်မှာညှက်ပေးလိုက်ပါတယ်အဲ့ဒီအချိန်ကားမီးအောင်တစ်ချက်လက်ခနဲပေါ်လာကသူတို့အနီးမှာရပ်သွားခဲ့ပါတယ်တထေးကျွန်တော်ရောက်ပါပြီဒါဆိုဒီကားကိုစီထည့်ပြီးမင်းမောင်းခဲ့တော့ချစ်တယ်မို့လားဟုတ်ရပါတယ်တထေးအမေသူ့ရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့သူမကုံလုံးလေးကိုအသားလေးပွေ့ရှိလို့ကားနောက်ခန်းထဲသို့ထည့်လိုက်ကနေရာကနေမောင်းထွက်လာခဲ့ပါတယ်သူ့ရဲ့ကားလေးဟာသူမတို့ရက်ွက်ထဲကိုမောင်းဝင်လာတဲ့အချိန်အထိသူမကနောက်ခန်းထဲမှာအိပ်ပျော်လို့မနှိုးသေးပါဘူးသူကားကိုသူမတို့အိမ်ရှိကိုရှက်ပြီးနောက်ခန်းတကားကိုဖွင့်ကသူမကိုနှိုးလိုက်ရတယ်ဟိုထတော့အိမ်ရောက်ပြီဟုတ်လားကျေးဇူးတင်ပါတယ်နော်အိမ်ထိပြန်ပို့ပေးလို့ရပါတယ်သူမကကားပေါ်နေစင်လို့အိမ်ထဲဝင်သွားခဲ့ပါတယ်သူလည်းကားကိုစုပ်ကအိမ်ကိုပြန်လာခဲ့တယ်လေသမီးမနေ့ကဘသူပြန်ပို့ပေးရလဲအလောက်ကတထည့်ပါဒါလိုလဲမမေသမီးငယ်မျက်နှာကိုကြည့်ပြီးတော့လေသူမကိုလိန်နေဟန်မတူပါဘူးဒါကြောင့်သိကျင်စိတ်ကိုမျိုးချကဘာမှမဟုတ်ပါဘူးဒါဆိုသမီးသွားပြီနော်အေးမနက်ကသူမဈေးကိုသွားတဲ့ချိန်သမီးအကြောင်းပြောနေခဲ့တာကြားခဲ့ရတယ်လေမနေ့ကလေဒေါ်သစ္စာရဲ့သမီးမိုးရှုံမှပြန်လာတာသူ့ကိုလိုက်ပို့တဲ့သူကလည်းအရန်ရှမ်းတာတာတဲ့ကားကလည်းအကောင်စားကြီးနင်ကဘယ်လိုသိရတော့ငါမနေ့ကဖျောင်းနိုင်ကုန်လို့ထောက်ဝယ်ရင်းနဲ့တွေ့ခဲ့တာပြီးတော့သူ့မျက်နှာလည်းဖျို့ဖျဲနဲ့ဒါဆိုဟုတ်နေပါပြီသူရင်ပြန်လာတဲ့အချိန်ကလည်းအမြဲမိုးရှုံနေတာဆိုတော့အလောက်ကတာမန်မဟုတ်တော့ဘူးအေးငါလည်းအဲ့လိုထင်တယ်သူကရုပ်ကလေးကလှထပါတာနဲ့အဲ့လောက်ကိုလှူစားရတယ်နော်အော်နေရလေရုပ်ကလေးလာလို့အဲ့လိုလုပ်လို့ရတာပေါ့ဟာဒါလည်းဟုတ်တာပဲနော်ဒေါ်သစ္စာကြားလိုက်ရတဲ့အတင်းစကားတွေတော့ဈေးထဲကိုဝင်မဲ့ရှင်းလန်းတွေကိုစုပ်ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်လို့သမီးငယ်ကိုသေချာကြည့်တော့လေမူပြတ်နေရမတွေ့ရတာမလို့စိတ်အေးသွားရတယ်လေအမေဟေးဘာလဲသမီးထမင်းဆိုင်မေ့နေလို့ယူဝေးပါအောင်လို့အေးလာပြီသမီးပိုးမေးလက်ထဲကထမင်းဆိုင်ကိုဆွဲကလမ်းထိပ်ကိုခြောက်လာခဲ့တယ်ဟဲ့အဲ့ဒါသူလေဟုတ်လားတွေ့သမျှလူတိုင်းကသူမအောင်မင်းကအတင်းပြောနေကြတာမလို့ပိုးမျက်မှောင်ကုတ်သွားတယ်ဘာလားဟာဒီလူတွေကငါ့ကိုကြည့်ပြီးဘာအတင်းနေပြောနေကြတာပါလေငါဘာမှလည်းမလုပ်ထားပါဘူးဘာဖြစ်လို့ငါ့ကိုဝိုင်းပြီးကြည့်နေကြရလဲပိုးသိကျင်စိတ်ကိုအောင်ရင်ထားကအလုပ်ကိုမသွားဘဲနဲ့အင်ကိုပြန်လာခဲ့တယ်သူမအင်ကိုပြန်ရောက်တော့အမေကငုတ်တုံငိုင်းတိုင်းဖြစ်ရှမောင်ရဲ့ရွှေနေအောင်တွေးလိုက်ရမလို့အနားကိုသွားကထိုင်ချလိုက်ပါတယ်အမေရက်ွက်တရားလူတွေကဘာဖြစ်နေကြရလဲသမီးလည်းဘာပြင်းမမလုပ်ထားပဲဘာလို့အတင်းပြောနေကြရလဲသမီးမသိသေးဘူးလားမနေ့ကသမီးကိုသမီးရဲ့တထေကားနဲ့လိုက်ပို့တာကိုတွေ့ပြီးထင်ရရီပြောနေကြတာရှင်ဟုတ်တယ်သမီးအမေကိုမမှန်ပြောနော်သမီးသူနဲ့သမီးကရိုးတတလားရိုးတတပါအမေရဲ့မနေ့ကမြို့ပြင်မှာစိတ်ယုံနေရသွားကြည့်ပြီးအပြက်မှာကစီပြက်နေလို့မိုးရှုပ်သွားတာပါအေးပါအမေကငါသမီးကိုရှုံးပြီးသားပါကျေးဇူးတင်ပါတယ်အမေပိုးကြလိုက်ရတဲ့အတင်းစကားတွေကြောင့်အလုပ်ကိုလည်းသွားချင်စိတ်မရှိတော့ပါဘူးတထေမာရီဆိုတဲ့အမျိုးသမီးရှောင်းနေပါတယ်ဘာလာလောက်တာလဲငါမတွေ့ချင်ဘူးလို့ပြောလိုက်ရှူကလည်းမာရီပေါ်ဆိုအရန်စိန်ကားတာပဲနော်ရှူနဲ့မာရီကမကြခင်လက်ထက်တော်မဲ့သူတွေရောအရေးကြီးကိစ္စမရှိရင်မတွေ့ရတော့ဘူးလားရှင်ပြန်အင်ဂျီရဲ့နန်းနဲ့ပေါင်လေးလောက်ပဲရှိတဲ့စက်ကတ်တူတူဝိဆန်ထားတဲ့သူမရှေလန်းတိုင်းကိုဟန်ပပလှိုင်းသူ့နောက်ရှောက်လာခဲ့ပါတယ်ဟုတ်တယ်ငါမမင်းနဲ့အပိုစကားတွေပြောနေရလောက်အထိအားမနေဘူးအဲ့တော့မင်းပြန်လိုက်တော့မာရီလာတာကရှင်နဲ့တူမင်္ဂလာရတော်ရွရအောင်လာခဲ့တာလေသူထိုင်ကုန်မှာတင်ထားတဲ့အင်ဂျီလက်ရှိကိုကောက်ယူလိုက်ပြီးသူမဘက်ကိုလှည့်က sorry ပဲမာရီငါမင်းကိုလက်ထပ်မယ်လို့တခါမှမပြောဘူးတဲ့အတွက်မင်္ဂလာကိစ္စဆိုတာမရှိဘူးအဲ့တော့မင်းပြန်လို့ရပြီရှူကဘယ်သွားမလို့လဲအဲ့ဒါငါကိစ္စပါမင်းသိစရာမလိုဘူးငါပြောချင်တာတွေအကုန်ပြောပြီးပြီမလို့မင်းဘာသာပြန်မပြန်ငါကယူမဆိုင်ဘူးမာရီယာယူအကြောင်းယူဖေကိုအကုန်ပြန်ပြောလိုက်ယူပါဖြစ်မလဲဆိုတာသိလားမင်းဘက်ကဘာပဲလို့ငါကယူမဆိုင်ဘူးလို့ပြောပြီးသားမယ်မာရီပြီးတော့တခုပြောလိုက်အောင်မယ်မင်းဒီအကြောင်းတွေကိုငါအဖေစီပြန်ပြောလိုက်နော်ငါကယူဆိုင်မယ်ထင်လို့လားအဲ့တော့မင်းဘက်ကငါ့ကိုမရမကလက်ထပ်မယ်ဆိုရင်တော့ဖြစ်လာမယ့်အကျိုးဆက်ကိုမင်းခံစားစီရမယ်အမေရဲ့နှုတ်ဖျားကပြတ်သားတဲ့စကားတန်တို့ကြောင့်မာရီတစ်ချက်တော့တိုးဝေးသွားတယ်ဒါပေမဲ့ရှက်ရှင်းပဲစိတ်ကိုပြန်တင်းကမာရီကတော့ရှုကိုရအောင်ရှုမှာရမယ်ထင်စမ်းကြည့်လိုက်လေအမေပြောစရာရှိတဲ့စကားတွေကိုတခါတည်းအပြတ်ပြောလိုက်ပြီး
အလုံးမစင်းတဲ့သူမစီတို့ကောင်းအောင်မောင်းလာခဲ့ပါတယ်။သမီးအိမ်ရှိရဘာလို့လဲထွက်ကြည့်လိုက်ပါအောင်ကွယ်။အမေမအားလို့သမီးသွားကြည့်လိုက်မယ်မေ။ပိုရှမောင်ရဲ့တင်နေရာကထပြီးတော့အိမ်ရှိကိုထွက်လာခဲ့ပါတယ်။အိမ်ဘဝမှာကားရက်ပြီးကားတကားမှာမိကရက်နေတဲ့သူကြောင့်သူမစိတ်ညစ်သွားတယ်။မနက်ကမှသူမနဲ့သူ့အကြောင်းကိုအတင်းပြောထားတာပွားထနေအောင်။အခုသူကသူမတို့အိမ်ရှိကိုရှောင်းနေတော့အတင်းပြောတဲ့သူတွေကပိုဆိုးကုန်မှာပေါ့။တွေးနေသူမစိတ်ညစ်လာပဲမယ်လေ။သူကတော့ဘာကုန်းမှမသိတဲ့ဟန်ဖြစ်သူမကိုပြုံးပြနေတာပါ။အိမ်ထဲလည်းမခေါ်တော့ဘူးလား။ရှင်မလာလို့တာလေ။ကိစ္စမရှိရင်ပြန်มาတော့နောက်ကကျမတို့ရက်ွက်ထဲကိုဘယ်တော့မှမလာခဲ့ပါနဲ့တော့။ရှင်တောင်ကျမတိတ်ခါတွေအကုန်မြောင်းနဲ့ရောက်ကုန်ပြီ။ဘလို့ကိုပါလုံးမိလို့လေ။သူမဖြေချောင်းကုံစင်ကိုသူ့ကိုပြောပြလိုက်တယ်။သူမပြောတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတဲ့အခါမှာအမိန်သဘောကျစွာတစ်ချက်ရီးလိုက်မိပါတယ်။ရှင်ကဘာကြီးရလဲ။သူမြစိတ်ညစ်နေပါလေဆို။ तू ကလာရီနေတယ်။ကိုကြောင့်ဖြစ်တာဆိုတော့ကိုတောင်းယူပေးမယ်။ဘလို့ဟုတ်တယ်လာအိမ်ထဲသွားမယ်။အမိန်ရှင်သူမရဲ့လက်ကဝိကလေးကိုဆွဲပြီးတော့အိမ်ထဲကိုဝင်လာခဲ့ပါတယ်။သူတို့လက်ရှင်တွဲပြီးတော့ဝင်လာတော့မြင်လိုက်ရတဲ့ဒေါ်သစ္စာမျက်လုံးပြူးသွားတယ်လေ။ဟဲ့ဒါကဘလို့တွေဖြစ်လာကြလဲ။အမိန်ခင်းထားတဲ့ဖျားလေးပေါ်ထိုင်ချလို့သူ့ရှိမှရှိနေတဲ့သူမရဲ့မိခင်ထံတောင်းပန်တဲ့အကြည့်တို့ပြတစ်ချက်ကြည့်ကဒီလိုပါအန်ဒီအပြင်မှာပြက်နေတဲ့ကောလာဟာလာတွေကကျွန်တော်တောင်ဖြစ်တာဆိုတော့ကျွန်တော်တောင်းယူပေးပြရစီမင်းကဘလို့တောင်းယူမှလဲကျွန်တော်သူ့ကိုမိသားဖတာပြီးလူကြီးစွာနဲ့လက်ထပ်တင်တောင်းမှမယ်ဘလို့ကြားလိုက်ရတဲ့စကားတွေကဒေါ်သစ္စာကိုအံ့အားသင့်စေတယ်ပိုးလေသူ့နှုတ်ကထွက်ကြလာတဲ့စကားကြောင့်မျက်လုံးပင်ပြူးသွားတာပါဒီလိုဘာတွေလာပြောနေရပါလိမ့်မနက်ကသူမကိုအမေမေးတော့အောင်သူမကဘာမှမပတ်သက်ပဲယူတသားပါလို့ပြောထားတာ။အမေကိုကြည့်ပြီးတော့လေသူမကိုဘလို့ဖြစ်တာလဲလို့မေးချင်နေတဲ့ပုံကြောင့်ပိုခေါင်းကိုသာငုံထားမိပါတယ်။အန်တီဘက်ကသာသဘောတူရင်ကျွန်တော်ရက်မျက်ရက်ကောင်းရွေးပြီးတော့လာတောင်းပါမယ်။အန်တီဘက်ကတော့ညင်းစရာမရှိပါဘူးကွယ်။သမီးသဘောကိုသာမေးကြည့်ပါ။ဟုတ်ကဲ့။ကဲမင်းတို့နှစ်ယောက်စကားပြောနေကြအောင်။အန်တီဟင်းသွားချက်လိုက်အောင်မေး။ဟုတ်ကဲ့ဗျ။သူမရဲ့မိခင်ထွက်သွားတော့မှအမိန်ရှင်သူမနာကိုတိုးသွားလိုက်ပါတယ်။ဘလို့လဲကိုနဲ့လက်ထပ်မယ်မို့လား။ယူနေလားဘသူကရှင်နဲ့လက်ထပ်မယ်လို့ပြောလို့လဲ။မင်းကသာသဘောမတူတာကိုရောက်ကမကြီးကတော့သဘောတူသွားပြီ။အဲ့လိုပါဇာတရားတက်တဲ့အချင်းကိုပြုံးလို့မရဘူးလား။မရဘူးကိုကမင်းနဲ့တွေ့ရင်ဘာလို့မှထိန်းချုပ်ထားလို့မရတော့ဘူး။ကဲပြန်มาတော့မင်းဘက်ကဘလို့သဘောရလေလို့။ရှင်ကိုရှစ်လားလို့မရဆိုရင်တော့ sorry ပဲ။ကျမရှင်ကိုမရှင်းနိုင်ဘူး။ဒါဆိုမင်းရဲ့နှလုံးသားထဲမှာရှင်းနေတဲ့သူကဘာတူလဲအဲ့ဒါကိုလည်းရှင်းသိကြမလို့ပါဘူးအခုရှင်ကျမအိမ်ကနေပြန်มาတော့ကောင်းပြီလေမင်းဘက်ကမပြောချင်မှာတော့ကိုကလည်းအတင်းမမေးပါဘူးကဲကိုပြန်ပြီသူမအိမ်ကနေသူထွက်လာခဲ့ပြီးအဖေရဲ့အိမ်သို့ကားကိုမောင်းနှင်လာခဲ့ပါတယ်မဘူးအဖေရောအပေါ်ထဲမှာရှိပါတယ်ကိုလေးသူအပေါ်ထဲကိုတက်လာခဲ့ရအခန်းတကားကိုခောက်လိုက်တယ်ဝင်ခဲ့သူထက်ဝင်လာခဲ့တော့ဦးမေရှင်ကသတင်းစာတစ်စောင်ကိုဖတ်နေရပါကဲပြောလိုင်းကိစ္စကျွန်တော်လက်ထပ်တော့မယ်အဲ့ဒါကိုငါသိပြီးသားမဟုတ်လားမာရီကလည်းမနက်ကပဲမင်္ဂလာရက်ကိုရှေ့တိုးပေးဖို့လာပြောသွားတယ်ကျွန်တော်လက်ထပ်မဲ့သူကမာရီမဟုတ်ဘူးဒါဆိုရက်ွက်ကြိုရက်ွက်ကြားထဲမှာနေတဲ့ဟိုမိန်းကလေးနဲ့ပေါ့ကျွန်တော်အဖေကိုပြောပြီးပြီထင်ပါတယ်သူ့အဲ့လိုအထင်မသေးဘူးငါကလည်းမင်းကိုအပြတ်ပြောပြီးသားထင်တယ်အဲ့လိုအရှိမြင့်မရှိတဲ့မိန်းကလေးနဲ့သဘောမတူနိုင်ဘူးလို့အဖေဘာဖြစ်လို့ကျွန်တော်မိန်းကလေးကိုအဲ့ဒီလောက်ထိနှိမ်နေရလဲမင်းရှိတဲ့မိန်းမအစင်တမ်းမြင်မာတာဆိုတော့ငါကယူတင်နေရမှာလားအမေသူမကိုပုတ်ခတ်စော်ကားပြီးပြောနေအောင်သိမခံနိုင်တာကြောင့်လက်သီးကိုကြစ်ကြစ်ပအောင်ဆုပ်ထားမိပါတယ်အဖေသဘောမတူလဲကိစ္စမရှိပါဘူးကျွန်တော်ကတော့သူ့ကိုရအောင်လက်ထပ်မှာအဖေသူ့ကိုမတောင်းပေးနော်ကျွန်တော်ကတော့ကျွန်တော်ဟန်နေရအောင်လို့တောင်းပါအဲ့လိုဖြစ်မယ်တင်စမ်းကြည့်လိုက်လေပြီးတော့မင်းတခုမှတ်ထားလိုက်အမိရှင်မင်းနဲ့အမိကလေးနဲ့လက်ထပ်ပြီးရနေငါ့ကိုအဖေလို့ခေါ်စရာမလိုဘူးမင်းနဲ့ငါသေကမ်းပြတ်ပဲရတယ်ဖေကျွန်တော်အိမ်ပေါ်ကနေဆင်းပြီးကိုချောက်ပေါ်ကိုရက်တီနိုင်အောင်လို့ကြိုးစားမယ်သူစကားကိုအပြတ်ပြောပြီးအဝေးကိုဆွဲပြီးထွက်လာခဲ့ပါတယ်အိမ်ကနေသာဆင်းလာခဲ့ပေမဲ့ဘယ်ကိုသွားမှမသိရကြောင်းတက်စီတစည်းကိုတားပြီးတော့ဟိုတယ်ကိုထွက်လာခဲ့တယ်ကားတော့ရဲ့တိုက်ခန်းတော့ရဲ့ကိုတော့အဖေပိုင်နာမလို့သူမယူခဲ့ပဲထားခဲ့တာဘလို့အရှိန်နေပဲဖြစ်ဖြစ်ဘလောက်ပဲပင်မဆင်းရဲပါစေသူမမှုပါဘူးသူရှိရတဲ့သူမနဲ့နီးစပ်ဖို့အတွက်ဒီလောက်နဲ့နာခံရတာသူကတော့တန်နေလို့ထင်တယ်သူအိပ်ပျော်နေရကနေဖုံးမိတန်ကြောင့်နိုးလာရပါတယ်ဟယ်လိုတတိကြားပြီလားငါဘာကြားရမှာလဲမနက်ကဥက္ကရာကြီးပြောနေတာကျွန်တော်ကြားခဲ့တယ်တတိကိုကုမ္ပဏီကိုအလားမခံဖို့နဲ့တခြားကုမ္ပဏီတွေမှာအလုပ်ရှောင်ရင်လေလက်မခံကြဖို့ပြောနေတာအဖေကအဲ့လိုပြောရလားကျွန်တော်မထင်မဖဲကြားလာခဲ့တာပါငါသိပြီ
ဖုံးချလိုက်ပြီးရေချိုးခန်းနဲ့ဝင်လာခဲ့ပါတယ်သူအဲ့လောက်နဲ့တော့စိတ်မပြတ်ပါဘူးတခြားကုမ္ပဏီမှာမလုပ်နိုင်လဲသူ့ကိုယ်ပိုင်ကုမ္ပဏီမှာတော့အလုပ်လုပ်လို့ရတယ်မဟုတ်လားအတွေ့အနဲ့သူသဘောကျသွားကအဝေးလဲပြီးတော့အပြင်ကိုပြန်ထွက်လာခဲ့ပါတယ်အမေမနေ့ကဘာလို့သူပြောတာကိုလက်ခံလိုက်ရတာလဲအမေသားသဘောမတူရင်ပဝင်းကျင်လဲမှာသမီးလေးအချက်ရမှာပေါ့မလိုပါဘူးမေရဲ့သမီးကတော့ကိုရိုးသားတာကိုသိတယ်အဲ့ဒါကြောင့်ပဝင်းကျင်ဆိုတာကိုဂရုမစိုက်တာအမေအဲ့လိုလည်းမဟုတ်ဘူးလေသမီးရဲ့လူရဲလို့ဖြစ်လာမှာတော့ပဝင်းကျင်ဆိုတာကိုမေးထားလို့မှမရတာမသိဘူးမေရဲ့အဲ့လိုသာလက်ခံလိုက်သမီးကပဝင်းကျင်ကလူတွေပြောနေကြသလိုမကောင်းတဲ့မိန်းမဖြစ်တယ်ဆိုတာထောက်ခံလိုက်သလိုပဲမဟုတ်လားအတွင်းမလွန်ပါနဲ့သမီးရဲ့သူ့ကြည်ရတာသမီးကိုအရင်ရှစ်တဲ့ပုံပါသမီးမသူ့ကိုမရှစ်တာအမေရဲ့သမီးတို့အတူနေရကြသွားရင်ရှစ်လာမှာပါအမေကိုရှုံလိုက်ဟွန်းမသိတော့ဘူးအမေရဲ့လှုပ်ရှင်တာသာလှုပ်ကြတော့ကျွန်တော်ဝင်လာလို့ရမလားသူမတို့စကားပြောနေရရှင်သူကရောက်လာတာမလို့သူမမျက်နှာရှုံးမဲ့သွားပါတယ်တကယ်ပါသူမအဲ့လူကိုလေအခုတောင်ကြည့်လို့မရတာလက်ထပ်ပြီးသွားရင်တော့ဘယ်လိုလုပ်ရပါမလဲလာလေမောင်မေရှင်ဟုတ်ကဲ့အမေတို့စကားပြောနေကြသမီးလမ်းထိပ်သွားလိုက်အောင်မေဟဲ့ဘာသွားလို့မလဲဝယ်စရာရှိလို့အမေရဲ့သူမအမေကိုညာပြောပြီးတော့လမ်းထိပ်ကိုထွက်လာခဲ့ပါတယ်ကြံခဲ့တဲ့ဒေါ်သစ္စာမှာတော့သမီးငယ်ရဲ့လိုရဲ့ကြောင့်အမေရှင်အာနာနေမိတာအာနာလိုက်တာကွယ်သမီးကလေခလေးစိတ်မပြောက်သေးလို့စိုးချင်တိုင်းစိုးနေတာရပါတယ်ဗျကျွန်တော်ကသူ့ဘလို့နေခွင့်လို့ပြီးသားပါကျေးဇူးပါကွယ်ဒါနဲ့လိုင်းကိစ္စကကျွန်တော်နောက်လာကုန်လောက်မှာသူနဲ့လက်ထပ်ရှင်လို့ပါအန်တီအန်တီကသဘောတူပါတယ်သမီးကိုလည်းနားဝင်အောင်ပြောပေးပါမယ်ဟုတ်ကဲ့ဗျဒါဆိုကျွန်တော်ကိုခွင့်ပြုပါအောင်နော်အရေးကြီးကိစ္စလေးလုပ်เสียရှိလို့ပါသမီးကိုမဆောင်တော့ဘူးလားကျွန်တော်နောက်မှပဲသူ့စီလာတွေးပါမယ်ဗျအေးပါဒါဆိုလဲသွားလေသူရောက်ခမအောင်နှုတ်ဆက်လိုက်ပြီးတော့ပြန်ထွက်လာခဲ့ပါတယ်ဘလို့ငါနားစားမလားမမှားပါဘူးငါ့ကိုကူညီရဲ့အနေနဲ့ဆရာတော်လာဝင်ပေးပါလားဆရာကိစ္စကိုငါပြောနေတာမဟုတ်ဘူးအမိတ်မင်းတို့ဂရေ80တန်းကျွဲတဲ့တတိသားငါစီကအကူညီလာတောင်းနေလို့ငါအံ့ဩသွားတာအဖေကငါ့ကိုသူ့သဘောမတူတဲ့မိန်းကလေးနဲ့ယူလို့အမွေဖြတ်ထားတာကွာအိုးအရှိသူရဲ့ကောင်းကြီးပါလားငါ့ကိုမရွေးနဲ့အုပ်စိုးမင်းကူညီမလားမကူညီဘူးလားဒါပဲပြောအုပ်စိုးကသူ့ပုံကိုကြည့်ပြီးမနိုင်ဘူးဆိုတဲ့ပုံနဲ့ပခုံးကိုတွန်းပြပါတယ်ကူညီမယ်ကွာဟုတ်ပြီလားကျေးဇူးပဲလိုပါဘူးကွာတငယ်ချင်းတွေပဲဟာကူညီရမှာပေါ့အုပ်စိုးကူညီနေသူနီးပညာဆိုင်ရာကုမ္ပဏီတစ်ခုကိုသူမနဲ့လက်မထပ်မီရပ်ပိုင်းအလိုလောက်မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်သမီးရေအမေရောက်နေတယ်မိခင်ရဲ့ခေါ်တန်းကြောင့်ပိုဟင်းချက်နေရကနေထွက်လာခဲ့တာပါဘာလာလောက်တာလဲဟဲ့မကြခင်ကိုခင်မဖြစ်လာတော့မေသူဘလို့ပြောလိုက်တာလဲအမေကလည်းအမေကမလဲနဲ့ပိုးသားငယ်ညီနော်အရှိုးတွေပြင်ထားစမ်းအရင်ကလိုလိမ်မာတဲ့ကလေးမဟုတ်တော့ပဲခက်ဆိုးဆိုးကလေးဖြစ်နေတာညီကိုညီရောသိရလားပြန်ပြောရင်ပြင်လိုက်တဲ့စကားလုံးတွေကမိခင်ရဲ့စကားအဆုံးမှာလဲချောင်းနဲ့သူ့ရှော့ချသွားခဲ့ရပါတယ်ညီတတိထားနေအမေကသူမကိုချိန်မောင်ပြီးအပြင်ကိုထွက်သွားခဲ့တာပါကိုလုတ်တွေမှာကနေအခုမှရောက်ဖြစ်တာအင်းကဘာရှက်လဲအခုမှထမိုးတန်နေတော့ရှက်လာမယ်ဆိုကြိုပြောလေအခုလို့ပြုံးစားကြီးရောက်ချလာတော့ကျမတို့ကဘယ်လိုလုပ်ပြင်ဆင်ချိန်ရမှာလဲဘာမှမရှိလေရပါတယ်ကွာမင်းကလေမတွေ့ရတဲ့အတော်တင်ကို့အပေါ်မှာအယမ်းဆွာလာတယ်သိလားသူမရဲ့ခေါင်းလေးကိုပုတ်ပြီးသူမျက်နှာစွာပြောလိုက်မိတယ်သူမအမြဲသူ့ကိုတွေ့တိုင်းဘူးကလန်တိုက်နေခဲ့ပေမဲ့လေသူစိတ်မဆိုးရသလိုဒေါသလည်းမထွက်ရပါသူမရဲ့အဲ့ဒီလိုပုံစံလေးကိုပဲသူသဘောကျနေရတာမလို့သူမဘလောက်ပဲဆူဆူခွင့်လို့ပြီးသားလေဒါအပြင်သူ့အိမ်ဘောကဆင်းလာတာရောသူဖခင်ကသဘောမတူတာတွေရောကိုသူမအောင်မပြောဘဲထိန်ချန်ထားလေတယ်ဒီအကြောင်းအရာတွေကိုသာသူမသိသွားရင်သူ့ကိုထားခဲ့မှအောင်သူကြောက်မိတာလေသူမမျက်နှာလေးကိုသူမျက်နှာမဝစွာကြည့်နေရင်မှဖုန်းကမိလာမလို့ကန်လိုက်ရပါတယ်ဟယ်လိုအေးငါကူပဲလာပြီနေ့လယ်လောက်မှကိုထမင်းလာစားတော့မယ်နော်ကိုသွားပြီအန်တီပြန်လာရင်လည်းကိုလုံးကိစ္စရှိလို့ပြန်သွားပြီလို့ပြောပြီနော်ဒီလိုနဲ့သူမထသွားခင်သူမရဲ့နှစ်ဘူးလေးကိုဖွားဖွားလေးနမ်းလိုက်သေးတယ်သူမကုမ္ပဏီထူထောင်ကစားမလို့အလုပ်တွေကတောင်းလို့ပုံနေပြီအချိန်မလောက်ပင်မဲ့လေသူမအောင်မတွေ့ရတာကြာပြီးလွမ်းနေတာမို့အလုပ်ကိုခဏထားခဲ့ပြီးသူမစီကိုလာခဲ့ခြင်းပါသူမအင်္ဂါထွက်လာပြီးသူကားငါကအုပ်စိုးစီကိုထွက်လာခဲ့တယ်ပိုးထွက်ခွာသွားတဲ့သူကြောပြင်ကိုကြည့်ပြီးထူးဆန်းသလိုခံစားနေရတာအရင်ကဆိုသူမတို့အိမ်ရှိကိုသူကကားဖြည့်ရောက်လာလိမ့်ရှိတယ်အခုတော့ကားလေးမပါပဲရှေ့ချင်းရောက်လာတတ်တယ်ဒါအပြင်သူ့ရဲ့ပုံစံကလည်းအရင်ကလိုမဟုတ်ပဲအနှဲငယ်ပင်ပန်းနေတဲ့ပုံပေါက်နေရပါသူမကိုတွေ့လို့သူပြုံးလိုက်တဲ့အပြုံးဟာစအရင်ကလိုကြည်လင်မနေပဲဖြော့တော်နေတယ်သူမမသိသေးတဲ့ဘာအကြောင်းအရာတွေများရှိနေသေးရလဲ
အဲ့ဒီအတွေးနဲ့တူသူမရင်နဲ့မုန်းချက်လို့လာရပါတယ်။သမီးအမေကဘာနဲ့လာလဲ။ဒေါ်သစ္စာလမ်းထိပ်ကဈေးဆိုင်မှာဈေးဝယ်ရင်အမေလမ်းလျှောက်သွားတာကိုတွေ့လိုက်ရမို့သမီးကိုမေးလိုက်မိတယ်။သမီးလည်းမသိဘူးမေ။သူ့ပုံစံကိုကြည့်ရတာနည်းနည်းတော့ထူးဆန်းနေတယ်။အမေသမီးကိုတခုတော့ပြောရအောင်မေ။သမီးရဲ့မိကိုမုန်းနေရလား။မမုန်းပါဘူးမေ။အဲ့ဒါဆိုသူ့ကိုရှစ်လား။သမီးသူ့ကိုရှစ်လည်းမရှစ်ဘူး။ဟုတ်ပြီအမေနားလေတယ်။ငါသမီးရဲ့သူ့အပေါ်မှာထားတဲ့ခံစားချက်ကရှစ်လည်းမရှစ်တယ်လို့မုန်းလည်းမမုန်းဘူး။ဟုတ်တယ်မို့လား။ဟုတ်ကဲ့။ဒါဆိုသမီးသူ့အပေါ်မှာရှမ်းလုံးနေရရင်ရှက်ပါသမီး။သူကသမီးနဲ့မကြခင်လက်ထပ်တော့မယ့်ယောက်ျားတစ်ယောက်ပြီးတော့သမီးရဲ့အိမ်ဦးနဲ့ဖြစ်လာတော့မှာ။ဒါကြောင့်နောက်တစ်ခါသူလိုက်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါဟုတ်ပြီလား။ဟုတ်သမီးစူးစမ်းပါမယ်မေ။သူမနေ့လေတရေအိမ်မောကြနေရကနေဖုံးတန်ကြောင်နိုးတော့ပါတယ်။ဟယ်လိုမင်းအရင်ရေရှိုးထားလိုက်ကိုလာခေါ်မယ်။အခုလားဟုတ်တယ်အလားမပြင်ခင်းနေနော်။ဘာလို့လဲမင်းရလာနေသူများတွေကဝိုင်းကြည့်မှာစိုးလို့လေမင်းကိုကိုအားလွှဲရင်တခြားဘယ်ကောင်းမှကြည့်ရမကြိုက်ဘူး။အမသူမဖုံးချလိုက်ပြီးရေရှိုးကပတောက်600ဝမ်းဆက်ကိုဝစ်စင်ပြီးတော့စပင်ကိုဖြန့်ချထားလိုက်တယ်။အိမ်ရှိကကောင်းဟိုတီးတန်ကြောင်သူရောက်နေရကိုသိလိုက်ရတာပါ။အမေသမီးသူနဲ့အပြင်သွားစရာရှိလို့အေးသွားလေသမီးသူမလေကားကရှော့ထားတဲ့ကလေးပါဖနက်အမြင့်လေးကိုစီးပြီးတော့ထွက်လာခဲ့ပါတယ်သူမတို့ကားလေးမြင်ကွင်းရှိကပျောက်သွားတော့မှဒေါ်သစ္စာလေးဆေးကန်ကိုထွက်လာခဲ့တာသူမအခုတလောခေါင်းတွေတေးအိမ်နဲ့မူပြီးလူကလက်တွေရှက်လောက်တွေမသေးချင်လောက်အောင်လို့နှောခွေနေပါတယ်သမီးငယ်တင်သူမကိုစိုးရိမ်နေမှမလို့ဘာမှမဖြစ်သလိုသာဟန်ဆောင်နေရပေမယ့်သူမအချိန်လေးကိုသူမသိတယ်ဒါကြောင့်သူမထွက်ခွာမသွားခင်အချိန်လေးမှာသမီးလေးကိုတင့်တော်တဲ့သူနဲ့အိမ်အောင်ရှာပေးခဲ့ချင်တာသူမသားလေးဘာပူပေးမှမရှိပဲသူမစိတ်ဖြောက်ဖြောက်နဲ့သွားနိုင်မယ်မဟုတ်လားရှင်ကျမကိုဘယ်ခေါ်လာရလဲရောက်ရင်သိရမှာပေါ့စကားတန်အစုံကားလေးကအင်ဂျီဆိုင်ရှိမှထိုးရသွားပါတယ်သူကသူမလက်ကလေးကိုဆွဲကဆိုင်ထဲကိုခေါ်လာခဲ့ပြီးဝန်ထမ်းကောင်မလေးတယောက်ကိုခေါ်ကသူတို့ဝတ်စုံကြည့်တယ်လို့ဟုတ်ကဲ့ကျမနဲ့လိုက်ခဲ့ပေးပါနော်သူကအနားရှိခွန်တလုံးမှသွားထိုင်နေပြီးသူမကတော့ဝန်ထမ်းမိန်းကလေးခေါ်ရနောက်ကိုပါလာခဲ့ပါတယ်အမားကြိုက်တာကြည့်ပါနော်ဝန်ထမ်းကောင်မလေးပြရာကိုကြည့်ပြီးတော့စရိုသမီးဝစ်စုံခေါင်းဝင်းတွေကိုဒီဇိုင်းအမျိုးမျိုးဖြင့်တွေ့လိုက်ရပါတယ်ဝတ်ပြီးရင်အပြင်ခဏထွက်ခဲ့ပါနော်သူမလက်ကိုကန်လို့ဝန်ထမ်းမလေးကလိုက်ကဆောက်ဆွဲဖယ်လိုက်ပါတယ်အမိတ်ဖုံးကြည့်နေရကနေအဖြူရောင်ခေါင်းဝင်းလေးနဲ့သူမကိုတွေ့လိုက်ရတယ်နောက်တစ်မျိုးကြည့်ပါဦးသူစကားအဆုံးလိုက်ကားကိုပြန်ရှာသွားတယ်လေအတန်ကြားတော့သူမကပုံစံတစ်မျိုးဖြင့်ထွက်လာခဲ့ပြန်ပါတယ်အဲ့ဒါကြီးကရိုးလွန်းနေသူ့စိတ်တိုင်းမကြသူ၍ပိုးခေါင်းဝင်းတွေကိုတစ်ထည့်ပြီးတစ်ထည့်ပြောင်းနေရတာကြာတော့စိတ်မရှိလာတော့ဒါမှမဟုတ်ရှင်တခါလေးရွေးပေးလိုက်လေကောင်းတာပဲသူကအထိုင်နေရာကနေထားလို့ဘီရိုထဲထည့်ထားတဲ့အဖြူရောင်ပလဲတွေတီးထားတဲ့ခေါင်းဝင်းကြီးကိုလည်းညှိုးထိုးပြပါတယ်သူမလည်းတပင်းကိုရှာလို့ခေါင်းဝင်းကိုမပြီးအထက်ကိုပြောင်းဝင်လာခဲ့တယ်အမခင်မွန်ကအရန်ရှက်တတ်တာပဲနော်ဟုတ်လားဟုတ်ပါညီမတို့တော့အမတို့အတွက်အားကြနေကြတာဝန်ထမ်းကောင်မလေးရဲ့ရှီကျူးစကားကိုသူမပြုံးအောင်သာပြုံးနေလိုက်မိပါတယ်ဘလို့လဲရပြီလားလိုက်ကစားပွင့်သွားကအဖြူအောင်လက်ပြခေါင်းဝင်းကြီးနဲ့သူမကထွက်လာရလေဒါဆိုရပြီသူ့စီကခွင့်ပြုချက်ရရနဲ့သူမအထက်ကိုဝင်လာခဲ့ကအင်ဂျီပြန်လဲလိုက်ပါတယ်သူမတို့လက်ထပ်ပွဲကနောက်တစ်ပတ်နေရင်ကျင်းပတော့မှမလို့ဝစ်ဆုံလာကြည့်ခြင်းပါပြီးတော့ရောဘယ်သွားမှလဲကိုမင်္ဂလာပွဲအတွက်ပြင်ဆင်စရာရှိတာတွေတော့ပြင်ပြီးပြီပွဲနေရအောင်မင်းသွားကြည့်အောင်မလားကောင်းတာပဲကျမလည်းအားနေရနဲ့အမေကားမောင်းနေမှာသူမမျက်နှာလေးကိုတခြားငေးကြည့်မိတယ်သူမနဲ့သူလက်ထပ်ပြီးမှအခေါ်အဝေါ်တွေကိုပြောင်းခိုင်းရအောင်မေမဝေးလာတဲ့နေရက်တွေမှာသူမဟာသူတို့ဦးရဲပိုင်နဲ့မင်္ဂလေးဖြစ်တော့မှမလို့ရှင်ခုံတန်တွေကမြန်လာရပါတယ်သတင်းစာဖတ်နေတဲ့ဦးမိတ်ရှင်ဖုံးမိတန်ကြောင့်သတင်းစာကိုခုံပေါ်ရှာထားလိုက်တယ်အေးပြောဟုတ်ပြီဒါဆိုငါခိုင်းတဲ့အတိုင်းလုပ်လိုက်တေချာပြပြကြီးလုပ်နော်ငါခိုင်းနေဆိုတာမသိစင်နေကြလားအေးဒါပဲဖုံးချပြီးဦးမိတ်ရှင်သဘောကျစွာပြုံးလိုက်ပါတယ်အမေကွန်ပျူတာပြင်နေရကနေဖုံးမိတန်ကြောင့်ကိုင်းလိုက်တယ်လေဘာတစ်ဖက်ကပြောလိုက်တဲ့စကားသူ့ကိုအံ့ဩသွားစေတယ်ခမ်းမရောမရဘူးလားတထေးရကိုမိတ်နမယ်နဲ့ပြင်ဆင်ထားရအကုန်ဖြတ်သွားတာပါဒါဆိုကူဘာမှမကြမ်းတော့ဘူးပေါ့ဟုတ်ပါတယ်ငါသိပြီသူဖုံးကိုရှာလိုက်ပြီးကောက်တော့ဆွဲလို့ထွက်လာခဲ့တယ်မင်္ဂလာပွဲနေ့ကဈားထဲမှာ9ရက်လောက်ပဲကျန်တော့တာအခုတော့ခမ်းမရောဟိုတယ်တွေရောစားတောက်ဆိုင်ပါမကြ900အောင်လဲအကုန်လူပြည့်နေတယ်လို့ဆိုတယ်ဈားထဲမှာဒီလောက်ရက်ကလေးနဲ့သူ့ဘလို့ပြန်ပြင်ဆင်ရပါမလဲသူဖခင်ကသူ့မင်္ဂလာပွဲမဖြစ်မြောက်ရတော့အစွမ်းကုန်လုပ်နေရမလို့သူကလည်းလက်မလျှော့ပဲရအောင်လို့ပြင်ဆင်ရမယ်ဟယ်လိုအုပ်စိုး
ငါ့ကိုတခုလောက်ကူညီပေးပါအေးရတယ်ပြောမင်္ဂလာပွဲအတွက်နေရာနဲ့အပြင်ဆင်းလေးကိုကူညီပေးပါအေးရတယ်ငါတောင်ဝင်ထားလိုက်လေအုပ်စိုးကရတယ်လို့ပြောမှသူ့အသက်ရှူချောင်းသွားတာအခုရက်ပိုင်းသူ့လှုပ်တွေလှုပ်ရတာရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်ရတာရဲ့ကြောင့်လူကပင်ပန်းနေပါပြီဖုံးတန်ဆောင်သူကြည့်ပြီးတော့သူမစီယာဖြစ်နေရမလို့ပြုံးမိသွားရတယ်ဟယ်လိုငယ်လေးပြောအမေအရှင်ကိုအိမ်မှာထမင်းလာစားပါတဲ့ကိုကူလာပြီခဏပဲစောင့်ကားကိုဖြစ်ဖြစ်မောင်းခဲ့အောင်သူမစိုးရင်တလို့ပြောပြီးတော့ဖုံးချသွားတယ်သူ့လုံးမှာဘလောက်ပဲပင်ပန်းသူမအတန်လေးဖြစ်ဖြစ်သူမမျက်နှာလေးဖြစ်ဖြစ်မြင်လိုက်ရရင်ကိုအမောပြေးသွားခဲ့တာသူမသူတော်တော်အားစိလေးလို့ပြောရင်လည်းမမားပါဘူးပိုထမင်းနဲ့ဟင်းတွေကိုတေချာခူးခတ်ပြီးသူ့လောက်စောင့်နေမိတယ်တကယ်ကအမေကသူ့ကိုထမင်းလာစားဖို့ဖိတ်တာမဟုတ်ဘူးအရင်တည်းကသူကအိမ်မှာဘာချက်လဲလို့မေးလာလို့သူမထမင်းစားဖို့ဖိတ်ရှင်းပါဟွန်ဒီတောင်ကြားလိုက်ရပြီသူကကားပေါ်ကနေဆင်းလာတယ်သူမနေရာကနေထားပြီးတော့ရေတစ်ခွက်ကိုယူပြီးထမင်းပွဲနားကိုရှာထားလိုက်တယ်လေသူလေကားရဲ့မှာဖနှက်ရွှင်အိမ်ထဲကိုကြည့်လိုက်ပြီးတော့သူမကထမင်းပွဲနားမှာထိုင်ဆောင်နေပါတယ်သူရင်နဲ့ကြည်နူးသွားကအထက်ကိုဝင်လာခဲ့ပါတယ်လက်စိတ်ဘွားတော့ရေပလားရှာတာတယ်ရှင်ဆက်ပြနဲ့စေးကျင်လဲအရှိမရှိရဲ့နော်ရပါတယ်ကိုဒီအတိုင်းပဲဆေးလိုက်ပါမယ်သူဟင်းပွဲတွေကြည့်လိုက်တော့ငဖယ်ဆက်ရဲ့စက်သားစီပြန်ရဲ့ပဲနေကြော်ရဲ့ပြီးတော့ငပိရည်နဲ့အတူကအဆုံပါတယ်လေဟာဟင်းတွေကကောင်းသားပဲအမေကရှင်အတွက်ရှက်ပေးထားတာမင်းရောတခါတည်းမစားဘူးလားကျမမစားသေးလို့ပါရှင်ရင်စားနေလေပြီးရင်အလုပ်သွားရအောင်မယ်မဟုတ်လားမင်းမကိုနဲ့အတူတခါတည်းစားလိုက်ပါလားပြီးတော့ငယ်လေးမင်းကိုတခုပြောရအောင်မယ်ကို့ကိုရှင်းနဲ့မပြောပါနဲ့လားနားထောင်ရတာလေတမျိုးကြီးပဲပြီးတော့မင်းအတွက်လည်းအဆင်မပြေဘူးလေဟုတ်တယ်မဟုတ်လားသူမကဘာမှမပြောဘဲသူ့ကိုကြည့်နေရမလို့သူဆက်ပြီးတော့ပြောလိုက်ပါတယ်ကိုကငယ်လေးထက်အတန်းများကြည့်တော့ကို့ကိုနန်းစားတစ်ခုခုတော့ခေါ်လေနော်ဟုတ်ပြီလားကျမကဘလို့ခေါ်ရမှာလဲအဲ့ဒီကျမလို့ပြောတဲ့နန်းစားလေးကိုလေကိုပြောင်းစေချင်နေငယ်လေးအဲ့လိုပြောလို့ကို့ကိုရှုပ်ချယ်တယ်လို့တော့မထင်စေချင်ဘူးဟုတ်ကဲ့ပို့ပြင်းပါမယ်လိမ္မာတယ်ကိုကလေးလေးကကိုအဲ့လိုပြောလို့ငယ်လေးစိတ်မဆိုးပါဘူးနော်ဟုတ်စိတ်မဆိုးပါဘူးဟုတ်ပါပြီဒါဆိုကိုတို့ထမင်းစားကြရအောင်လေဟုတ်ပြီလားသူမသူ့ကိုခေါင်းချင်းပြပြီးထမင်းခူးနေတယ်သူ့ဘဝမှာသူမနဲ့အတူစားတဲ့ထမင်းပွဲကအထိတ်ပဲအရှိဆုံးလို့ပြောရင်လွန်ရကြနေမလားဘာဖြစ်ဖြစ်သူ့အတွက်ကတော့သူမမျက်နှာလေးကိုကြည့်ပြီးသူမနဲ့အတူသူမတို့အိမ်မှာထမင်းအတူစားရတာမလို့သူ့ဘဝမှာအရန်ကိုပြည့်ပြည့်စုံတဲ့နေလေးတစ်နေ့ပဲဖြစ်ပါတယ်သူထမင်းစားပြီးလို့ရေတောက်နေစမှာပဲဒေါ်သစ္စာအုတ်ထုတ်လေးဆောင်ပြီးအပြင်းကပြန်လာတယ်လေဟောမောင်မေ့ရှင်ရောက်နေတာပါလားဟုတ်တယ်အန်ဒီလာမယ်ဆိုကြိုပြောပေါ့ကွယ်အန်ဒီကစောင့်နေမှာပေါ့ဗျာဒေါ်သစ္စာစကားကြောင့်သူအားတင်သွားတယ်လေပြီးမှတစုံတစ်ခုကိုနားလေလိုက်တယ်လို့ရှိကညနာရှော့ရှော့ပြုံးသွားပါတယ်သူမကိုလဲကြည့်တော့လူမိသွားလို့ရှက်သွားတာကနောက်အခန်းထဲကိုဝင်သွားပြီးပြန်ထွက်မလာတော့ဘူးလေအန်ဒီဒါဆိုကျွန်တော်ခွင့်ပြုပါအောင်ဗျနောက်နေ့လေထမင်းလာစားပါအောင်ဟုတ်ကဲ့ဗျဒါဆိုပြန်လိုက်ပါအောင်မေဒေါ်သစ္စာကိုနှုတ်ဆက်ပြီးသူထွက်လာခဲ့တယ်ကော်မရီကလည်းအကြာကြီးပြစ်ထားလို့မရတာမလို့ကားကိုခက်မြန်မြန်ပဲမောင်းလာခဲ့ပါတယ်သူကော်မရီရှိကိုရောက်တော့လူတွေရုပ်တဲ့ဖြစ်နေတာမလို့အမြန်သွားလိုက်တယ်လေဘာဖြစ်နေကြလဲကိုမိတ်လာပြီလားဒီမှာသူတို့ကရစ်နေလို့သူလူအုပ်ကြီးကိုတချက်စီကပြဿနာရှာနေတဲ့လူ3ယောက်အားကျွန်တော်တို့အထဲဝင်ပြီးအေးစစ်စစ်ဆွေးနေရအောင်အခုလိုလူတွေလည်းမစကားပြောတာမလွတ်လပ်တာမလို့ကျွန်တော်နောက်ကိုလိုက်ခဲ့ကြပါသူအားလုံးကိုအထဲခေါ်လာပြီးပြဿနာရှာနေတဲ့လူ3ယောက်မေးလိုက်တယ်လေဒီကညီလေးတို့ကဘလို့ဖြစ်လို့လူပုံလဲမှာပြဿနာရှာနေရတယ်ကိစ္စချင်းရင်အကုန်နဲ့ဓာတ်ရိုက်ဆွေးနွေးလို့ရပါတယ်သူစကားအစုံ3ယောက်သားတယောက်မျက်နှာတယောက်ကြည့်ကဒီမှာကြောက်ဖုံးဒီဆိုင်လာမပြင်ခင်ကကောင်းသေးတယ်အခုတော့ကြည့်ပါဦးဖုံးကပါဝါပိတ်မိရဖွင့်မိရတယ်ဟုတ်တယ်ကြောက်ဖုံးကလည်းဘာတွေဖြစ်နေမှမသိဘူး300တာအဆင်မပြေဘူးဟုတ်ပြီအကိုစစ်ကြည့်ပေးမယ်ခဏထိုင်ဆောင်ပေးနော်ဖုံးတွေကအကုန်ကောင်းပါလေဘာလို့အခုလိုကုမ္ပဏီကိုနာမည်ပြောင်းလို့လုပ်ရလဲသူမေးလိုက်တော့အဲ့လူ3ယောက်ငြိမ်သွားကဘာတမ်းမှထွက်မလာတော့ပါဘူးနောက်တစ်ခါတော့ဒါမျိုးထပ်မလုပ်ပါနဲ့အခုတော့ပြန်လို့ရပါပြီသူခွင့်ပြုပေးလိုက်တော့မှအဲ့ဒီ3ယောက်ကဖုန်းတွေကိုစီယူပြီးတော့ထွက်ပြေးသွားကြတယ်လေကိုမိန်သူတို့ဘာလို့အခုလိုလှုပ်ပေးလိုက်ရလဲအနည်းဆုံးတော့အပြစ်ပေးရမယ်မဟုတ်လားထားလိုက်တော့သူတို့ကလည်းပတ်စံရလို့လှုပ်ကြတာပြီးတော့ဘာမှလည်းအရေးမကြီးပါဘူးသူတို့ဘသူကအဲ့လိုခိုင်းတာလဲငါသိတယ်ကိုမိန်အဖေလားသူခေါင်းငိမ့်ပြလိုက်တယ်အဖေကသူ့လက်ထက်ပွဲမဖြစ်မြောက်အောင်ရောသူ့ကုမ္ပဏီနာမည်ပြအောင်ရောလုပ်နေရမလို့သူတီးခံလို့မရတော့ဒါကြောင့်အဖေထောင်ဖုန်းခေါ်ကပြောစရာရှိတာပြောရတော့မယ်ဟယ်လိုအဖေဘာလို့အဲ့လောက်ထိကျွန်တော်တို့ဒုက္ခပေးနေရလဲ
ဒီကိစ္စတွေကြောင့်ကျွန်တော်နောက်ဆုတ်သွားမယ်လို့မထင်နဲ့နော်အဖေအဲ့ဒီလိုလုပ်လေကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကပို့ပြီးတော့ခိုင်မာလေးပဲဆိုတာသိထားပေးပါသူဖုံးချပြီးခုံပေါ်ကိုမှီလို့ထိုင်ကညလုံးကိုစုံမိတ်ထားလိုက်ပါတယ်ငါတရေလောက်အိပ်ပြီးအနားယူခြင်းလို့မင်းပဲဆိုင်ကိုခဏလောက်ကြည့်ထားလိုက်မမဘသူလဲတာဖိုးတယ်ပါမမကိုလမ်းထိပ်မှာလူတယောက်ကတွေ့ကျင်လို့တဲ့ဘသူလို့ပြောလဲအဲ့ဒါတော့တားလည်းမသိဘူးဖိုးတရားသူမကိုပြောပြီးတော့ပြေးထွက်သွားပါတယ်ပိုးအင်ကိုတော့ခက်ကလမ်းထိပ်ကိုထွက်လာခဲ့တယ်ဘသူအများသူမနဲ့တွေ့ကျင်တာပါလေသူများလားသူဆိုရင်အင်ကိုလာမှာပါအကွာလမ်းထိပ်ကိုခေါ်ဖို့လာတယ်ဆိုတော့သူမလမ်းထိပ်ကိုရောက်တော့နတ်မောင်ပြောင်းလဲနေတဲ့ကားစီးပေါ်ကလူကြီးတယောက်ကဆင်းလာပါတယ်အဲ့ဒီလူကြီးရဲ့ရုပ်ကသူနဲ့အတော်လေးဆင်နေရမလို့သူ့ဖခင်ပင်ဖြစ်လိမ့်မယ်မင်းကပိုးသားငယ်ဆိုတာလားဟုတ်ပါတယ်အရှင်ရရင်ငါနဲ့ခဏလိုက်ခဲ့ပါလားဟုတ်ကဲ့ဘလို့ကျမကသူနဲ့လမ်းခွဲပေးရမယ်ဟုတ်လားဟုတ်တယ်မင်းအတွက်ကြောင့်နဲ့ तू ကအရာအလုံးကိုဆွန့်လွတ်ထားခဲ့တာမင်းနဲ့သဘောမတူဘူးဆိုလို့အိမ်ပေါ်ကနေဆင်းပြီးသူ့ဘာသာဆင်းဆင်းရဲရဲနဲ့အလုပ်ကြိုးစားနေရတာသူမကြားလိုက်ရတဲ့စကားတွေကြောင့်ကြက်သေးသေးနေမိတယ်သူကတကယ်ပဲသူမအပေါ်အဲ့လောက်ထိရှစ်ခဲ့တာလေလားသူကောင်းစားတာကိုမင်းမြင်ချင်နေဆိုရင်မင်းဘက်ကနောက်ဆုတ်ပေးပါသူ့ဘဝင်ချင်းသူ့အတိုင်းဝိုင်းကနေဟိုးဝေဆောင်အထိထွက်သွားပေးပါအဲ့တော့မင်းပတ်စံဘလောက်လိုချင်လဲငါ့ကိုပြောလိုက်ဦးလေးကအရာရာကိုငွေနဲ့ပဲတန်ဖိုးဖြစ်လို့ရမယ်ထင်နေရလားမဟုတ်လို့လားမင်းတို့လိုအရှိခံလူရန်စားတွေအတွက်ငွေဆိုတာကသဲစီကြိုက်ပဲမဟုတ်လားဦးလေးကအဲ့လိုလူတွေနဲ့ပဲတွေးခဲ့ဘူးလို့ကျမကငွေနဲ့လာပြီးတော့ပေါက်နေရလားဒါဆိုရင်အားနာပါတယ်ကျမဦးလေးထင်နေသလိုပတ်စံမတ်တဲ့မိန်းမမဟုတ်ဘူးပြောစရာမရှိခွင့်ပြုပါအောင်နေရောမင်းကငါတော့မင်းအတွက်ရုန်းကန်ပြီးစူးစမ်းနေရတဲ့လူဖြစ်စေချင်နေရလားမင်းတို့နည်းနည်းလေးတော့အားမနာဘူးလားအခုချက်ချင်းအဖြစ်မပေးနဲ့အောင်မင်းကိုစဉ်းစားချိန်ပေးမယ်ဦးမိတ်ချင်းစကားကိုအကုန်ပြောပြီးတော့ထွက်လာခဲ့ပါတယ်အဒီပိုးသားဘယ်သွားလဲဟင်သူနောက်မှမရှိဘူးလားကျွန်တော်သွားကြည့်ပြီးပြီမရှိဘူးဒီကလေးဘယ်ရင်များသွားနေရပါလဲဟိုမှာပြန်လာပါပြီတော့ဒေါ်သစ္စာရဲ့အပြောကြောင့်သူ့နောက်ကိုလှည့်ကြည့်လိုက်မိတယ်မင်းဘယ်ရီသွားနေရလဲကျမဒီလမ်းထိပ်ကိုခဏပါဟုတ်လားမင်းကြည့်ရတာမျက်နှာလေးမကောင်းဘူးစိတ်ကန်းသွားမလားရပါတယ်ကျမဘာမှမဖြစ်ဘူးခဏနားလိုက်ရင်တက်တာသွားမှာပါဒါဆိုသွားနာလေကိုလည်းပြန်ရတော့မှာသူမသူ့စကားကိုနားမထောင်ပဲအိမ်ထဲကိုဝင်သွားခဲ့တယ်သူမပုံစံကအရင်နေ့တွေကလိုကြည်ကျင်လင်းလင်းမရှိပဲအနေငယ်ဖြော့တော်နေတာပါသူကပဲစိတ်ထင်နေရလားသူမတကယ်ပဲတခုခုဖြစ်တာလားဆိုတာတော့သူလည်းသိချာမသိသေးပါဘူးဟယ်လိုအေးငါကူပဲလာပြီရုံးကဖုန်းဆက်လာလို့သူကားကိုဖက်ပြန်ဆုပ်ကထွက်လာခဲ့တယ်ပိုအိမ်ထဲမှာနေရင်သူ့ရဲ့ကားတံပျောက်သွားတော့မှထွက်လာခဲ့တာပါသမီးဘာဖြစ်နေရလဲမျက်နှာလေးမကောင်းသူ့အဖေနဲ့တွေ့ခဲ့တယ်မေသူဟာသမီးတို့သဘောမတူတာမလို့နောက်ဆုတ်ပေးပါတဲ့သမီးသဘောကရောသမီးတို့ကိုလမ်းမခွဲပေးနိုင်ဘူးအမေသူကသမီးအတွက်အရာအလုံးဆွန့်လွတ်ပြီးရှင်းနိုင်မှာတော့သမီးဘက်ကလည်းသူ့ကိုလုံးဝမဆွန့်လွတ်ပေးနိုင်ဘူးသမီးဆုံးဖြတ်တာမှန်တယ်အမေကတော့ထောက်ခံနေသိလားကျေးဇူးပါအမေကြက်သားရဲ့ဆုံးဖြတ်ချက်ကိုရှာလိုက်နိုင်တာမလို့သူမရဲ့စိတ်ထဲပေါ်ပါသွားတယ်သူ့ဘက်ကတော့သူမကိုအဆုံးမရှိရဲ့အစ်စ်တွေနဲ့ရှင်းနိုင်သူမကရောသူ့ကိုဘာလို့မရှင်းနိုင်ရမှာလဲသူမကအခုလိုလာပြောပေးတဲ့အဲ့ဒီလူကြီးကိုတော့သူမဘက်ကကျေးဇူးတင်နေမိတာမောရင်သူမရင်ထဲမှာသူရှိနေအောင်သိရမှာမဟုတ်တာကြောင့်လေဘာအဖေကပိုးသားငယ်စီသွားတယ်ဟုတ်လားဟုတ်ပါတယ်တတိသူစိတ်ညစ်စွာဖြင့်စပင်းတွေကိုဆွဲဖားလိုက်ပါတယ်ငါသိပြီသူ့လုပ်တွေကိုခဏထားခဲ့ပြီးသူမစီကိုပြန်ရောက်လာခဲ့တယ်သူရောက်တော့သူမကတနခါလေးနဲ့ခေါင်းဝင်အပြာလေးကိုဝတ်ဆင်ထားပြီးသူ့ကိုပြုံးပြတာကြောင့်သူ့မှာအသက်ရှူပြီးမင်းမျောသွားရတယ်လေအထဲဝင်လေအရင်ကနဲ့မတူပဲသူ့ကိုဖော်ရွေစွာနှုတ်ဆက်နေတဲ့သူမအရင်ကပိုးသားငယ်ပင်ဟုတ်ပါလိစားဘာလဲထူးဆန်းနေရလားသူ့အတွက်ကိုသိနေရလားသူမမေးလိုက်တာမလို့သူ့ခေါင်းကိုသာညှိပြလိုက်ပါတယ်မထူးဆန်းပါဘူးဦးရဲ့ဘလို့လောကကြီးကဘလို့တော့မှဖြစ်ဖြစ်ကုန်တာပါလေအမြဲသူ့ကိုတွေးလိုက်တိုင်းရန်လိုနေတတ်တဲ့သူမအခုတော့သူ့ကိုခေါ်လိုက်တာဦးတယ်လားလာထိုင်ပါဦးသူမညွန်ပြရခုံတလုံးမှာသူဝင်ထိုင်ဘာကိုမှနားမလဲတာကြောင့်သူမကိုမေးလိုက်မိပါတယ်ခဏလေးဘာတွေဖြစ်ကုန်တာလဲငယ်ကိုနားလေအောင်ရှင်းပြပေးပါဦးနေ့လေကဦးဖေလာသွားတယ်ဆိုတာဦးလည်းသိမှာပါသူလာတာဦးဟာပိုးသားကိုလက်ထပ်ဖို့အတွက်အရှာအလုံးဆွန့်လွတ်ခဲ့ရတာကိုပြောပြပြီးဦးနဲ့လက်ခွဲခိုင်းတာအဲ့တော့မင်းဘက်ကရောဘလို့ပြန်ပြောလိုက်လေသိချင်းစိတ်ကိုမထိန်ချုပ်နိုင်တော့ပဲသူကမေးလိုက်မိတယ်သူမချက်ချင်းပြန်မပြေသေးပဲသူ့ကိုခက်ပြုံးပြုံးကြည့်လာရဲ့လေအတန်ကြာမှ
ဦးကဘလို့ထင်လို့လဲကိုမထင်ရပါဘူးပို့လက်မခံလိုက်ပါဘူးဟုတ်တယ်ဦးတော်ပို့အဲ့လောက်ထိရှင်းနိုင်မှာတော့ပို့ဘက်ကလည်းနှစ်သိပ်စုတော့ပြန်ပေးရမှာပေါ့သူကမှရှင်တွေကအပူလုံးကြီးကြားသွားခဲ့ရတာအဲ့ဒီနောက်အသေးရစွာဖြင့်သူမရဲ့ပကုံးလေးကိုတိုင်းဖက်လိုက်ပါတယ်ဟဲ့အိုးဘဲဆောင်ကနေထွက်လာမှမသိရဒေါ်သစ္စာကသူတို့နှစ်ယောက်အနီးမှာပေါ်လာပြီငါကအလိုက်ကန်ဆိုမသိရပါဒေါ်သစ္စာသူ့ကိုယ်သူပြစ်ထောက်ပြောပြီးတော့အပြင်ပြန်ထွက်သွားပါတယ်သူလည်းအဲ့ဒီအခါကျမှသူမရဲ့လက်ကလေးနှစ်ပတ်ကိုသူ့လက်ထဲသို့ထည့်ပြီးတော့သူမရဲ့ပါးလေးကိုအနမ်းတပွင့်ပေးလိုက်တယ်လေဒါဆူချတာသူမဆက်ရင်သူ့ရဲ့ရှင်ဝင်ထဲသို့တိုးဝင်သွားတာမလို့သူအလိုက်တန်လေးထွေးဖက်ထားလိုက်ပါတယ်မမီရေမပြီးသေးဘူးလားပြီးပါပြီတော့တကယ်ပါပဲစရိုသားတော့ပိုးလုံးနေသူ့ရဲ့ဇနီးလေးကိုမသိရင်ငါကပဲပြန်ပေးဆွဲတော့မှလို့နဲ့အဖြစ်ကိုတဲနေရမပြောချင်ဘူးသိလားသူရှက်နဲ့ရီလိုက်မိတယ်မမီပြောလဲပြောချင်စရာပါတကယ်လဲ तू ကအလှပြင်းတဲ့အခန်းရှိမှာခောက်တော့ခောက်ပြန်လျှောက်ပြီးအော်နေမိတာမဟုတ်လားသူမကိုကြည့်ပြီးတော့အဖြူရောင်လေးနဲ့သူ့ရဲ့နတ်သမီးလေးကပိုရန်ကောဆိုတဲ့အကြည့်ဖြစ်ကြည်လာတယ်လေခေါ်သွားလို့ရပါပြီရှင်မိတ်ကပ်ပြင်းတဲ့မမီကသူ့ကိုရွက်တယ်လို့နဲ့ပြောလာတာသူလက်တစ်ဖက်ကိုသူမထံကမ်းပေးလိုက်ပြီးလက်ကိုတွဲကမင်္ဂလာပွဲထံကိုရှောက်လာခဲ့ပါတယ်သူတို့ရဲ့မင်္ဂလာပွဲကပန်းချံလေးထဲမှာပြုလုပ်ထားပြီးဘေးပတ်ဝန်းကျင်မှာပန်းပင်တူလေးတွေဝန်းရံထားပါတယ်မင်္ဂလာပွဲကိုတက်ရောက်တဲ့မိတ်ဆွေတွေကသူ့ဘက်ကလူနှဲငယ်ရဲ့သူမဘက်ကလူနှဲငယ်ရဲ့နဲ့ပဲတက်ရောက်လာတယ်သူမလက်ကလေးကိုဆွဲပြီးပန်းကင်းလန်းကိုနင်းလျှောက်လာခဲ့တဲ့ခန်းစားချက်ကဘာနဲ့မှမလဲနိုင်လောက်အောင်အဖို့တန်လုံးလှပါတယ်အခုအချိန်ကတော့စရိုသားနဲ့စရိုသမီးလက်စွပ်လဲရမယ်အချိန်ပဲဖြစ်ပါတယ်ဗျာအုပ်စုကပွဲအတွက်စီစဉ်ပေးတဲ့အလုပ်ကိုတာဝန်ယူထားတာသူနီးမှာအကောင်လေးကမ်းပေးလာတဲ့ဘူးလေးတွေကလက်ထက်လက်စွပ်ကလေးကိုယူပြီးသူမရဲ့လက်တကြွယ်မှာစွပ်ပေးပြီးတော့လက်ကလေးကိုယူကငုံနှမ်းလိုက်ပါတယ်ဝါမိုက်တယ်ဟဲ့သူမကလည်းသူ့ကိုလက်ထက်လက်စွပ်ပြန်ပြီးတော့ဝေပေးရလေဒီမြင်ကွင်းကိုကြည့်ပြီးဝမ်းနဲ့ဝမ်းသာခံစားရတဲ့ဒေါ်သစ္စာသမီးအနာဂတ်အတွက်စိတ်အေးရပြီမလို့တင်းထားတဲ့စိတ်တွေကိုရှော့ချလိုက်တယ်သမီးမသူ့ကိုဂယုစိုက်ပြီးနားလေရှင်းမျက်နှိုးပေးနိုင်တဲ့ခင်မွန်ရှိသွားပြီမဟုတ်လားအမေပိုစင်မော်ကနေပြေးဆင်းလာပြီးတဲအီးနဲ့လဲကျသွားတဲ့မိခင်ကိုပြေးပွေးလိုက်ပါတယ်စေယုံကခေါ်လိုက်ဟုတ်ကဲ့မကြမီကားရောက်လာတာမလို့ဒေါ်သစ္စာကိုပွေ့ရှိကစေယုံကိုခေါ်လာခဲ့ပါတယ်အမေဘာမှမဖြစ်ပါနဲ့နော်သမီးတောင်းပန်ပါတယ်အမေရဲ့အထက်ဝင်လို့မရပါဘူးရှင်အပြင်ကဆောင်ပေးပါအမေသူမမိခင်ရဲ့လက်ကိုလှုပ်မပေးပဲဆွဲထားတာကြောင့်သူ့သားလေးသူမလက်ကလေးကိုကင်ပြီးတော့တတိပေးလိုက်ပါတယ်ခလေးတတိထောင်းလေအန်တီကဘာမှမဖြစ်ပါဘူးနော်အခုလက်ကိုလှုပ်ပေးလိုက်ပါသူမငိုပြီးအဲ့ဒီအခါမှာလက်ကိုလှုပ်ပေးလာတယ်သူ့သားသူမရဲ့ပကုံးလေးကနေကင်ပြီးရှင်ခွန်းထဲကိုဆွဲသွင်းပြီးတော့ခေါင်းလေးကိုပုတ်တက်လိုက်မိပါတယ်စိတ်မပူနဲ့နော်ဆရာဝန်ကြီးကတေချာလေးစမ်းသက်ပြီးတော့ကုသပေးမှမလို့အရင်ကြီးမစိုးရင်လည်းဟုတ်ပြီလားကျမအမေသာမရှိတော့ရင်ဘယ်လိုနေရမလဲမဟုတ်တာငယ်လေးကအဲ့လိုနမိတ်မရှိတာမပြောရဘူးလေမင်းအမေကမကြခင်မှာပြန်ကောင်းသွားမှာပါလာခုံမလာထိုင်အောင်သူနေရှိခုံတလုံးမှာသူမကိုဝင်ထိုင်စေလိုက်တယ်အဲ့ဒီနောက်အိတ်ကတ်ထဲကပေါ်အောင်ထုတ်ပြီးသူမရဲ့မျက်ရည်တွေကိုဆိုလူးနေရဲ့ပါးပြင်ကိုခပ်ဖွားဖွားလေးတုပ်ပေးလိုက်ပါတယ်အိုးအမေဘာမှမဖြစ်ပါဘူးနော်ဟုတ်တယ်မို့လားယင်ဟုတ်တာပေါ့အန်တီကကိုတို့ခလေးလေးတွေအများကြီးရတဲ့အထိကိုတို့နဲ့အတူနေမှာဟုတ်ပြီလားဟုတ်အခုကိုကိုမိပြီးတော့ခဏလောက်နားလိုက်အောင်နော်မင်းရန်ပင်ပန်းနေပြီအဖြူရောင်စရိုသားစရိုသမီးဝတ်စုံနဲ့စေယုံထဲကိုဝင်လာတဲ့သူတို့နှစ်ယောက်ကကွက်ကြီးလုံးနေကြတာကိုသိပေမဲ့အမိတ်မသိချင်အောင်စောင့်ထားရတယ်သူတို့ရဲ့မျက်ဝန်းထဲမှာဆက်စုကျင်စိတ်တွေအများကြီးပါဝင်နေတာကိုသူမကြည့်လဲပဲသိနေပါတယ်။နာယီတန်တွေကတစ်ချက်ကုန်းလွန်သွားပြီးတဲ့နောက်ခွဲစိတ်ခန်းတကပွင့်လာခဲ့တယ်။ဆရာအရှင်နေဘလို့ရှိလဲဗျ။ဆရာဝန်ကသူတို့စိတ်မကောင်းပါဘူးဆိုတဲ့အကြည့်ဖြစ်ကြည့်ကကျွန်တော်တို့ဘက်ကလူနာကိုအတက်နိုင်ဆုံးကုသပေးမယ်စိတ်မကောင်းပါဘူး။လူနာကအခုနောက်ဆုံးအချိန်ရောက်နေပါပြီ။ဗျာရှင်ပိုးချလိုက်ရတဲ့စကားတွေကြောင့်အာရင်တို့ဆိုးရော်သွားကလူကနောက်တော့လဲကျသွားခဲ့ပါတယ်။ငဲတတိထောင်းလေအမေသူမကိုလေးကိုအသာထိမ့်ပွေထိုင်တတိပေးရတယ်အနည်းဆုံးတော့ကိုတို့မှာအချိန်6လကြံသေးရပြီလေအကောင်ဘက်ကဖြည့်တွေးလိုက်ပါမင်းခုလိုပြိုလဲနေအောင်အန်တီကလည်းမြင်ချင်မှာမဟုတ်ဘူးပိုစင်ချင်မမယ်ကိုကလေးကအတော်ဆုံးပဲလာအထက်ဝင်ရအောင်သူမလက်ကလေးကိုဆွဲပြီးသူ့အထက်ကိုခေါ်လာခဲ့တယ်ပိုကရင်ပေါ်မှာစေးပိုက်တန်းလန်းနဲ့တတိမေမျောနေတဲ့မိခင်ကိုကြည့်ပြီးတော့မျက်ရည်တို့စီးကြလာခဲ့ရတာပါငယ်ကိုမင်းကိုဘလို့ပြောထားလဲအန်တီနိုးလာရင်မင်းပုံစံကိုကြည့်ပြီးတော့ဝမ်းနေစေခြင်းလို့လားသူပြောတိုင်းမှာသူမမျက်ရည်တွေကိုတုပ်လေတယ်သူကိုယ်တိုင်လည်းအဖြစ်အပျက်တွေကမြန်ဆန်လွန်လာလို့လက်ခံနိုင်ဖို့ခက်ခဲလာတယ်လေအဲ့ဒီချိန်ဒေါ်သစ္စာလက်ချောင်းတွေကတဖြည်းဖြည်းလှုပ်လာတာကိုသူတွေးလိုက်ပါတယ်
အဒီတတိယလာပြီအမေသမီးကိုမထားခဲ့ပါနဲ့နော်ဒေါ်သစ္စာဖြော့တော့တဲ့မြောင်းအနေနဲ့သမီးဖြစ်သူကိုကြည့်လိုက်တယ်အမေရဲ့ရှင်တွေကိုအမေသိပါတယ်သမီးရဲ့အမေမသေးခင်လေးမှာသမီးကိုယုံကြည်ရတဲ့လူလက်ထဲထည့်ပေးခဲ့ရလို့အသေးဖြောက်ပါပြီမဟုတ်ဘူးအမေမတော်ရဘူးသမီးကိုတယောက်တည်းမထားခဲ့ပါနဲ့အန်တီသမီးကိုသားလက်ထဲစိတ်ချလက်ချထားခဲ့မယ်နော်သမီးလေးကိုအန်တီအစားတေချာကယူဆိုင်ပေးပါစိတ်ချပါအန်တီကျွန်တော်သူ့ကိုအသက်နဲ့ရင်ပြီးတော့ကာကွယ်ဆောင်ရှောက်ပေးပါမယ်ဒေါ်သစ္စာပြောချင်တဲ့စကားတွေကိုပြီးဆုံးအောင်လို့ပြောကြရင်သူမရဲ့အသက်ရှူတန်းတွေကနှေးသွားပါတယ်အမေအိုးလောက်ပါအောင်ဆရာဝန်ကိုခေါ်ပေးပါအောင်သူ့ပြင်ကိုထွက်ပြီးတော့ဆရာဝန်တွေကိုတွားခေါ်လိုက်တယ်ဆရာဝန်တွေကလက်ကျန်းနဲ့စမ်းသပ်ပြီးသူတို့ဘက်ကိုလှည့်ကာစိတ်မကောင်းပါဘူးလူနာကအသက်ရှူရက်သွားပါပြီအမေသူညနေဆောင်အလုပ်ကပြန်လာတဲ့အချိန်သူမအောင်မတွေ့ရအောင်မေးလိုက်မိပါတယ်မဘူးငငယ်ရောမမလေးကအခန်းထဲမှာပါအကိုလေးသူဘာမှမစားဘူးလားမပူကျွေးပါတယ်မမလေးကစားချင်စိမ်မရှိဘူးဆိုလို့ပါထမင်းပွဲအစင်းသင့်ပြန်ထားလိုက်နော်မပူကိုမှာခဲ့ပြီးသူ့အခန်းထဲဝင်လာခဲ့တယ်သူ့အခန်းထဲကိုဝင်လာခဲ့တော့သူမအိပ်ယာပေါ်မှာငုံငူကြီးထိုင်နေတာမလို့အနားကိုသွားတယ်ငငယ်ထမင်းမစားဘူးဘာလို့လဲနေမကောင်းလို့လားကိုလည်းမပူပါဘူးဘာဖြစ်လို့ထမင်းမစားတာလဲငငယ်အိုးငယ်မမေကိုအရန်တရိယာပဲမနှက်ပြန်မင်းအမေစီကိုလိုက်ပို့ပြီးမယ်တကယ်လားယင်တကယ်ပေါ့ကိုကဘယ်တော့မှညာပြောဘူးလို့လေအဲ့အကြောင်းဦးကိုရှစ်နေရတာသူမသူ့ရဲ့လက်ပင်ကိုတိုင်းဖက်လို့သူ့ရဲ့ပါအောင်နားလိုက်တာကြောင့်သူ့ရင်ခုန်တန်တွေမြန်သွားပါတယ်မင်းရင်ဆက်လာတာနော်ဒီမှာတောက်ပါတယ်မပြောနဲ့ထမင်းစားအောင်မယ်လေစကားလမ်းကြောင်းမလွဲနဲ့ထမင်းကပြီးမှစားလိုက်ရတယ်လာခဲ့ဟမ်မလုပ်ပါနဲ့မီးကဘာလို့ပိတ်လိုက်တာလဲမောင်မကောင်းတာအိုးနော်အခန်းထဲမှာပိုးရဲ့အတန်လေးကဖုံးလွှမ်းလို့သွားခဲ့ပါတယ်အိုးမပေးသေးဘူးလားလာပါပြီခလေးရဲ့ကြားလိုက်တာဦးကလည်းကိုအိမ်အောင်သေးဆိုတာတတိယအောင်အလားတွေစွတ်ပြင်းမနေနဲ့ကိုကလေးကသုံးဝင်တိုးနေရလားဟုတ်တယ်သူမနှကလေးတဆူဆူပြေသူ့ကိုကြည့်နေရမလို့သူ့အသေးရသွားပါတယ်ချစ်စရာလေးကွာသုံးဝင်တိုးနေရလေးကဖဲ့ပါသူမပကုံးပေါ်တင်လာတဲ့လက်ကိုဖဲချကအိမ်ရှိထံသို့ထွက်သွားခဲ့တာမလို့သူ့မှာအပြေလိုက်သွားရတယ်လေသူတို့အိမ်ရှိရောက်တာနဲ့ဦးမိတ်ရှင်ရဲ့ကားကထိုးရက်လာနဲ့ဆုံပါတယ်ကားပေါ်ကနေဦးမိတ်ရှင်ဆင်းလာကသူတို့နှစ်ယောက်အားကြည့်ပြီးဒီလင်မယားဘယ်သွားကြမလို့လဲငယ်လေးမေစီသွားမလို့ပါအေးသွားကြလေနေမပူခင်ပြန်လာခဲ့ကြဟုတ်ကဲ့သူကားပေါ်တက်ကမောင်းထွက်လာခဲ့တယ်အဖေကငယ်လေးရဲ့အမေဆုံးပြီးမှသူ့ရဲ့လုပ်ရက်ကိုနှောင်းထားရကသူတို့နှစ်ယောက်ကိုသဘောတူလာခြင်းမှာအားသလိုသူတို့အိမ်ထဲကိုအလဲလာပြီးတော့သူရွှေမနဲ့စကားပြောရင်မုတ်လို့စားလိရှိပါတယ်အဲ့ဒီချိန်ဆိုသူကပေးမှလူပိုကြီးဖြစ်နေတတ်တာမလို့အဖေကိုတတိပေးရသေးတယ်အဖေကျွန်တော်မှအဖေသားရင်နော်အေးအရင်ကဟုတ်တယ်အခုမဟုတ်တော့ဘူးငါရွှေမကမှသမီးဟုတ်တယ်မို့လားဟုတ်ပါရှင်အဲ့ဒီအတွေ့အနဲ့အတူအမေရဲ့နှကန်းတို့ကပြုံးရောင်တန်းသွားပါတယ်အိုးဘာရည်နေရလဲဘာမှမဟုတ်ပါဘူးမလိန်နဲ့နော်မလိမ်ပါဘူးဗျာကဲရောက်ပြီသူ့ကိုရန်တွေးမလို့ပြင်းနေစဲမှာပဲကားလေးကအုပ်ကူဖြူဖြူလေးရှိမှထိုးရက်သွားပါတယ်သူမကားပေါ်အစင်ကယူလာခဲ့တဲ့နှင်းစီပန်းစီလေးကိုအုပ်ကူပေါ်ချထားလိုက်တယ်အမေဘာလို့နဲ့သမီးဘွားတွေကထွက်သွားခဲ့တာ3 လတောင်ပြည့်ပြီနော်စိတ်ချပါအမေသူဟာသမီးပေါ်မှာအရန်ကောင်းပြီးအလိုလိုက်တာမလို့အမေကောင်းရပွားအောင်စိတ်ဖြောင်းဖြောင်းနဲ့သာသွားပါသမီးကိုစိတ်မပူပါနဲ့သူမစိတ်ထဲကပြောရင်မိခင်ရဲ့အုပ်ကူရှိမှထိုင်လို့ကြောလိုက်ပါတယ်သွားရအောင်ငယ်လေးမကြခင်နေဘူးလာတော့မယ်သူမလက်ကလေးကိုတွေ့လို့သူကားပေါ်ကိုတင်ပေးလိုက်တယ်အခုဆိုရင်သူတို့နှစ်ယောက်ရဲ့ရှကီးလန်းလေးဟာအဆဆရရဖြောင်ဖြူလေးရရှိနေပါတယ်ငယ်ကလေးပေါ်မှာရှုပ်ပွားနေတဲ့အိုးဝတ်တွေကိုတေချာတက်တရက်ကလေးခောက်လို့ဘီရိုရဲတို့ထည့်ရန်ပြင်းလိုက်တယ်သူမဘီရိုတကားကိုဖွင့်လိုက်တာနဲ့ထွက်ကြလာတာကဒနာရီဆောက်ကလေးတစ်အုပ်ပါဥစားလားမသိဘူးသူမသိချင်စိတ်ပြေဆောက်ကလေးကိုဖွင့်လို့ဖတ်လိုက်တယ်မြင်လိုက်ရတဲ့စာသားတွေကသူမရင်ကိုလှုပ်ခတ်သွားစီတာပါဦးကသူမတချိန်ကရှိခဲ့ဘူးတဲ့လူတဲ့လားကန်စမာကြီးကစမ်းကြယ်ပြီဆိုဦးရဲ့ဦးဂျာလာပြီခလီဦးကရင်ကငယ်တော့ကိုညီပေးခဲ့ဘူးတဲ့သူဆိုတာဘာလို့ငယ်အောင်မပြောရလဲဟင်ကိုပြောမလို့ပဲအခွင့်အရေးမရသေးလို့စောင့်နေတာငယ်ကိုအရင်ကအကြောင်းတွေပြန်ပြောပြပါလားသိချင်လို့ရတာပေါ့အဲ့ဒီလိုဆိုကအမိန်အတိတ်ကအဖြစ်အပျက်တွေကိုပြန်ပြောပြလိုက်ပါတယ်ကိုရင်ကကားစီးနဲ့တခုဖြစ်ပြီးမျက်နှာပြတ်သွားခဲ့တာပြီးတော့ခေါင်းကိုလည်းပြင်းပြင်းထန်ထန်ထိခိုက်လို့ငယ်လေးနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုကိုမိသွားတာ
ပြီးတော့ရောဘလို့ပြန်ပြီးတော့မှတ်မိရလဲကိုငယ်လေးကိုအိမ်ပြန်ပြီးတော့လိုက်ဖို့ကလေးကမှတ်မိလာတာအိုမကောင်းအဲ့လောက်အချိန်ကြာကြီးဘာလို့ပျောက်သွားရတာလဲငယ်ကနေတိုင်းသတိရပြီးတော့မျောနေတာဘလို့ငယ်လေးကကို့ကိုမျောနေတယ်ဟုတ်လားအင်းပေါ့ကိုလည်းအကိစ္စတွေဖြစ်ပြီးနိုင်ငံခြားကိုသွားပြီးတော့မျက်နှာခွဲစစ်လိုက်တယ်လေအိုကြုံခဲ့ရတဲ့ဒုက္ခတွေကမနှဲပါလားငယ်ဦးကိုအရန်ရှစ်တယ်နော်ကိုလည်းငယ်ကိုအရန်ရှစ်ပါတယ်ဗျာဟုတ်ကဲ့ပါပရိသတ်ကြီးများရှင်ဇလန်လေးကတော့ဒီမှာပျော်ရွှင်စရာများနဲ့စက်သိန်းလို့သွားခဲ့ပါပြီနော်နောက်လာမယ့်ဇလန်များကိုလည်းပရိသတ်ကြီးတွေကဆက်လက်ဆောင်မျိုးလို့အားပေးကြပါအောင်ရှင်ဇလန်လေးကိုပြီးဆုံးသိတဲ့အောင်နာတော်ဆင်ပေးခဲ့ကြတယ်ပရိသတ်တဦးတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နဲ့နောက်တဲ့ဇလန်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲကိုရှိနေဖျားကျမ်းမာဆန္ဒကြပါစေရှင်